ပါရှင်။ကျမနိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မဲ့စာပေဟောပြောပွဲသို့အချိန်ပေး၍လာရောက်ကြီးမြင့်ကြပါသောဂုဏ်တင်ရှိလူကြီးများနှင့်စာပေကိုကြီးမြတ်လို့ကြသောညီကိုမနမများအားလုံးကိုတွဲစီစဉ်ရေးဖွဲ့ကိုစားလှိုက်လိုက်လဲလဲကြိုဆိုအပ်ပါရရှင်။皆様、本日はお集まりいただきまして誠にありがとうございます。本日の町田三茶市の公開講演会、まもなく開始とさせていただきます。စာပေဆိုဒီမှာစာအုပ်အတွင်းမှာရှိနေတဲ့စကားလုံးများတမကလူဘဝရဲ့အတွေ့အကြုံများချင်းချင်းမုံချင်းမျောလင်းချက်နာကျင်မှုများတမကတုတ္တရာသမျိုးစုံကိုတတစိတ်ထော်ပေးနိုင်သောအဖို့တန်သောပညာတရားဖြစ်ပါရဲ့ရှင်။နိုင်ငံရခြားဖြစ်သောဂျပန်ပြည်မှာအခုလိုမျိုးမြန်မာစာပေဟောပြောပွဲတစ်ခုကိုကျင်းပနိုင်ခြင်းအားလည်းမြန်မာစာပေရဲ့အသက်ရှင်နေမှုကိုပြသနေတဲ့သက်တည်တရားလည်းဖြစ်ပါရဲ့ရှင်။အထူးသဖြင့်ယနေ့စာပေဟောပြောပွဲဆရာမမှာစာရေးသားမှုအတွက်တမကမျိုးဆက်တင်များအတွက်ပညာပေးအတွေးခေါ်ဖို့ပြုစေဖို့နှစ်ပေါင်းများစွာအားထုတ်ခဲ့တဲ့ဆရာမရဲ့အတွေ့အကြုံများအမြင်များစာပေကိုဘယ်လောက်ထိချစ်မြတ်လို့ကြောင်းကိုဒီနေ့ဒီနေရာမှာကျမတို့အားလုံးဓာတ်ရိုက်နားထောင်ခွင့်ရခြင်းဟာလည်းအလွန်တန်ဖိုးရှိတဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီနေ့စာပေဟောပြောပွဲတွင်မှာနားထောင်ဖြစ်သူသားမကအတွေးခေါ်များကိုမျှဝေသူဖြစ်ပါဝင်ပေးကြဖို့လေးစားစွာတိုက်တွန်းရင်းအခုချိန်မှာစ၍မနေ့ဖြတ်တဲ့ဒီကနေ့ခေါင်းစဉ်နဲ့ဆရာမမတိတာဆန်းကျောင်းရဲ့စာပေဟောပြောပွဲစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်それではただいまより町田寛さん先生による公開講演会開演いたします。ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ရဲ့ဒီကနေ့ပွဲလေးကိုပထမဆုံးအနေနဲ့ဆရာမမတိတာဆန်းကျောင်းရဲ့မနေ့ပြန်တဲ့ဒီကနေ့ခေါင်းစဉ်နဲ့စာပေဟောပြောပွဲမှာပါဝင်အားဖြည့်ပေးမဲ့ဒေါက်တာဖြိုးတီဟာနေပြီးတော့အဖြစ်စကားလေးနဲ့စတင်လိုက်ခြင်းပါရဲ့ရှင်ဒေါက်တာဖြိုးတီဟာလေးစားစွာဖိတ်ခေါ်ပြစေရှင်まずはじめに本日町田三ちゃん先生の公開講演会をご支援ご参加いただいているドクターピョーティーハ先生より開会のご挨拶をいただきます。ドクターピョーティーハ氏は文学、教育、社会分野における長年にわたる精力的な活動をされており、本日の講演会においてもそのご支援の一環としてお言葉を寄せていただきます。Okay ပါဒါနာမျိုးတရားဆိုလို့ရှိရင်ပေါ့နော်စာပေပညာရေးလူမှုရေး level တွေမှာအစစ်တစိုက်အားဖြည့်ပါဝင်နေပြီးတော့ယနေ့စာပေဟောပြောပွဲအတွက်လည်းပါဝင်အားဖြည့်တဲ့အနေနဲ့စကားပြောပေးသွားမှာဖြစ်ပါတယ်ရှင်အကုန်လုံးနားဆင်ကြအောင်ရှင်ဟုတ်ကဲ့ခင်ဗျသူကပေါ့နော်ကျွန်တော်ဒီစာပေဟောပြောပွဲကဘာရဲ့စာပေဟောပြောပွဲဒီစင်တာတတိယအချိန်လို့ကျွန်တော်ပြရတယ်သူကဒီကောင်မများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ပြုတည်ရဖြစ်ပါတယ်ခင်ဗျအခုလိုဒါအမရဲ့စာပေဟောပြောပွဲမှာကျွန်တော်အခုလိုမျိုးပေါ့နော်ဝေးရနေပြီးတော့ပေါ့ဝင်ရတဲ့အတွက်လည်းဝမ်းသာပူပါတယ်ခင်ဗျဒီကျွန်တော်တို့ဒီစာပေဒီဒေါ်လာရေးကာလပေါ့နော်ဆိုလို့ရှိရင်တော့ဒီ entertainment တွေပေါ့နော်ကျွန်တော်တို့အဆိုတော်တွေ music နဲ့မင်းမီတွေပွဲတွေပေါ့နော်ဒါတွေရမုံရှောက်ပေးတဲ့သဘောလေးပါတယ်နော်ဒေါ်လာရေးစစ်တက်နော်ထပ်တန်နေအောင်လို့နှုတ်ဆော်တဲ့အညီနဲ့လည်းပါတယ်နော်ဆိုတော့ပြောပြတဲ့အနေနဲ့လည်းပါတယ်ပေါ့နော်ဒီရက်တွေအများကြီးနဲ့လောက်ကြတယ်ဆိုတော့အဲ့လိုပွဲတွေအပြင်ပေါ့နော်အခုလိုမျိုးဒီစာပေဟောပြောပွဲမျိုးကျွန်တော်လောက်ကြတဲ့အခါမှာပိုကျွန်တော်စာပေလောကသားတရားအနေနဲ့ပေါ့လေနော်ဒီလိုမျိုးပွဲတွေလောက်ကြတော့တွေ့ရတာဝမ်းသာကိုယူရပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနိုင်ငံတစ်ခုကိုဒီဆောက်ကြတယ်အခုတိုင်းဒီပေါ်မှာရောက်နေကြတဲ့ဂျပန်မဲဆိုပါတော့နော်နိုင်ငံတစ်ခုဒီဆောက်ကြရဲဆိုရင်ကျွန်တော်တို့ကပညာနဲ့ဒီဆောက်ကြရဖြစ်ပေါ့လေနော်ဆိုတဲ့အခါကျတော့အခုလိုမျိုးဒီစာပေနဲ့ပတ်သက်တဲ့အသိပညာတွေပြန်ပွားဖို့เนาะကျွန်တော်တို့လှုပ်ဆောင်ရတဲ့အပိုင်းလေးတွေကတွေ့ရတဲ့အခါမှာကျွန်တော်ဒါဝက်တာပြုယူရတယ်ပေါ့လေเนาะကျွန်တော်စာအုပ်ကဖတ်ရတာအားတန်နေရှိတယ်ဒါကဒီလိုမျိုးပေါ့เนาะစာပေစာရေးဆရာတယောက်ကနေမှလာပြီးတော့ဟောပြောတဲ့ဟာကိုနားထောင်ရတော့ပိုအားတန်နေရှိတယ်နောက်ကလူချင်းတွေပြီးပြောရတဲ့အခါကျတော့ပို့ပြီးတော့ဆွေးနွေးလို့လည်းကောင်းတယ်မေးချင်တာလေးတွေရှိတယ်မေးလို့ရတယ်ပေါ့လေเนาะဆိုတော့ဒီလိုအကျိုးကျေးဇူးလေးတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ဒါအခုလိုမျိုးပေါ့เนาะဒီဆရာမမတိတာစမ်းကြောင်းနဲ့အခုလိုဟောပြောပွဲလုပ်ကြရဲဆိုတဲ့ပုံမှာအဲ့လိုဒါမှကျွန်တော်တို့ဝမ်းသာခွင့်ပြုရတယ်ပေါ့လေနော်ဆိုတော့အဲ့တော့အမားကတော့ကျွန်တော်ရှေ့ရတဲ့ပွဲတော့လည်းမိတ်ဆက်ဖြစ်သူပဲသူက entertaining ဘက်ကိုအရင်မပေါ်ရတဲ့
ဟောပြောသူပေါ့နော်ဆိုတော့အမပြောရတဲ့မှာအစီအနှစ်တွေအများကြီးပဲပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အရင်ကစာပေဟောပြောတူတူသွားဘူးတဲ့အခါကျတော့အမရဲ့ပရိသတ်တယောက်အနေနဲ့လည်းကျွန်တော်နားထောင်နေဘူးတဲ့အခါမှာဒီနေ့တို့ပြောရရင်ဒီမောင်မလေးပြောတယ်ဘွဲကအများကြီးကျိုးရှိမယ်လို့ထင်ပါတယ်ပေါ့နော်ဆိုတော့ဟိုအမပေးထားတဲ့ကောင်းစဉ်လေးကလည်းအမှန်တမ်းမှလာတယ်ပေါ့လေနော်ဆိုတော့မနက်ဖြန်အတွက်ဒီနေ့ဆိုတော့အဲ့ဒီဝဲကောင်းစဉ်လေးကိုကြားလိုက်တာနဲ့လည်းကျွန်တော်ကောင်းတော့ပေါ်လာလေးကတော့အကြောင်းတရားများဖြစ်ပြီးဆိုပေါ့နော်ကျွန်တော်မနက်ဖြန်မှာလိုချင်တဲ့အကြောင်းအကျိုးတရားတွေတော့ဒီနေ့မှာကျွန်တော်တို့ကအကြောင်းတရားတွေကိုဖြည့်ဆည်းဖို့လိုရပေါ့လေနော်လွယ်လွယ်လေးပဲရိုးလေးပဲဒီဘလို့ရှင်းလေးပဲပြောမယ်ဆိုလဲအကြောင်းတရားဒီအကျိုးတရားကိုလိုချင်တယ်ဆိုကျွန်တော်တို့ကဒီအကြောင်းတရားကိုဖြည့်ဆည်းရတယ်နော်ဒီအကျိုးတရားကိုကျွန်တော်တို့ဒီအကြောင်းတရားကိုတက်ရတယ်ဆိုတော့ဒီလေးပဲကျွန်တော်သွားနေတာပဲပေါ့နော်ဆိုတော့အခုနိုင်ငံရေးမှာဆိုလည်းဒီလိုပဲပေါ့ကျွန်တော်ပါလို့ကျွန်တော်လည်းလိုချင်တဲ့အကျိုးတရားရှိတယ်အဲ့ဒါအတွက်လိုအပ်တဲ့အကြောင်းတရားတွေကျွန်တော်ဖြည့်ဆည်းနေမယ်ဆိုရင်ဒီအကျိုးတရားတွေကျွန်တော်တို့ဒီမလွယ်လို့ရောက်လာမှာပဲဆိုတော့ယုံကြည်စိတ်ပေါ့နော်ကျွန်တော်ဒီကာလကပြောင်းလဲချက်ကိုကင်ဆွဲထားဖို့ရတဲ့အတိုင်းကြီးပါတယ်နော်တချမ်းဘက်စစ်တပ်ကစိုက်ပွားဆိုပြီးကျွန်တော်လုပ်ကြတဲ့ဟာဆိုဒီကနေ့ကျွန်တော်နားလည်တယ်လို့ပြောရတယ်နော်ဒီကနေ့တော့ဒီ psychological warfare စိုက်ပွားလုပ်တယ်ဆိုတာဒီကျွန်တော်ရဲ့ပြောင်းလဲချက်ကိုပြန်ထူတာနော်ဘယ်လိုပဲလုပ်တွေ့ရမှာနောက်ဆုံးတော့ငါတို့လည်းပြန်နိုင်တော့မှာပဲဆိုတော့ဟာရိုက်ထိတ်တာပေါ့နော်ရိုက်ထိတ်တာကတော့ပြောရတော့ရှေ့မှာဆိုလို့ပေါ့နော်စိတ်ပညာရှင်တွေလုပ်ထားတဲ့ဥပဒေသနာတွေဆိုလည်းအများကြီးပဲရှိတယ်ဆိုတော့အဲ့ဒါပေါ်လဲဆိုတော့ non helplessness ဆိုတဲ့ပေါ့နော်အခုညီကင်းမဲ့မှုပြောင်းလဲချက်ကင်းမဲ့မှုတွေအပြင်လိုက်ရတယ်ပေါ့ဆိုတော့ကဘလောက်ပဲစူးစမ်းဥပါဘူးဆိုတော့အတွေ့အဝင်သွားတဲ့အခါမှာဒီပြောင်းကစူးစမ်းလို့ရနေပါရဲ့နဲ့စူးစမ်းတော့ဘူးဆိုတော့ဒီကိစ္စနာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီကတော့ဒီ non helplessness ပေါ့နော်ကျွန်တော်အခုညီကင်းမဲ့မှုမျောလင်းချက်ကင်းမဲ့မှုသင်လိုက်ရတာပေါ့နော်အဲ့တော့အချမ်းဖတ်စစ်တပ်ကလည်းဘာလုပ်နေလဲဆိုကျွန်တော်တို့ဒီပုံစံတိုင်းပဲလောက်တာကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုပြန်ကြည့်လိုက်မယ်ဆိုလည်းကျွန်တော်တို့ကရှေ့မျိုးဆက်တွေပြည့်တယ်လို့ကျွန်တော်မဟုတ်ဘူးသို့တော့ကျွန်တော်အဆုံးပန်းနိုင်တဲ့ကိုအကြောင်းကြောင့်မရောက်ခဲ့ဘူးနော်ရောက်ခဲ့တော့ကျွန်တော်တို့ရဲ့ဒီဒေါ်လာကြီးမှာပါနေတဲ့ဒီမှာရှိတဲ့ဒီမော်တော်ရဲ့စိတ်ထဲမှာကအစားအဲ့ဒါဝင်နေဘယ်လိုလဲဆိုတော့မတို့ရှေ့အစဉ်ဆက်မှာလဲနော်တော်နိုင်နေကြတယ်ဆုံးပန်းနိုင်တဲ့ကြောင်လော်ဒီပဲတင်တယ်ပြီးအာသိမ်းသွားနော်ဆိုတော့ဒီတစ်ခေါက်ဒီလိုပဲထပ်ဖြစ်မှာလားဆိုတဲ့အဲ့ဒီကျွန်တော်တို့စိတ်ထဲမှာတော့ရှိတာပေါ့နော်အဲ့တော့သူတို့ကမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာထားပြီးတော့တူတူဒေါ်လာကြီးဘက်မှာအပွဲတည်းတဲ့တစ်ခုကြည့်ကြတာပဲဖြစ်ဖြစ်နော်အကျဉ်းပြန်ချစားတဲ့တဲ့တစ်ခုကြားတာပဲဖြစ်လာပြီဆိုတော့တို့ကထောက်အခုဆိုထောက်တော့တွေ့ရစားနော်ပေါ်ထောက်လာပြီးတော့ကျွန်တော်တို့ရောင်းနေချက်ပဲဟိုကတော့ပဲလုံအခုပါဘူးနော်မင်းတို့ဘက်ကလည်းဘယ်လိုပါပဲနော်ဆိုတော့ပြီးတော့ဟောတော့လက်နက်ကင်ဟိုထားရတယ်တူပါပဲတဲ့နော်မင်းတို့ဘက်မှာလည်းလူတွေရှိတာပဲစမ်းမကြီးဟာတွေကိုကျွန်တော်တို့ဟိုစိတ်တွေကိုရိုက်ထည့်တာပါအဲ့ဒါကျွန်တော်ပြောလိုက်တဲ့ပြီးကင်းမဲ့လာပြီးတော့ဆက်လုံးစိတ်မရှိတော့တယ်။တရားဝင်ကြောက်ကျွန်တော်လောက်ဆက်ရက်တန်သွားလို့ရှိရင်ကျွန်တော်ဒေါ်လာရင်းရဆုံးပန်းတယ်ပြောမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့ကျွန်တော်ပြောလိုက်တဲ့ကိုဆွဲကင်ထားဖို့လိုအပ်တယ်ဆိုရင်ကျွန်တော်ကတွေးရတော့ငါတို့အကျိုးတရားလို့တင်တယ်ဒီအကြောင်းတရားတွေဖြည့်ဆည်းနေလို့ဆိုရင်ဒီအကျိုးတရားရလာမှာပဲဆိုတော့အတွေးနဲ့ဆက်ပြီးတော့မှကိုလုံးနေတဲ့လုပ်တွေပေါ့နော်။အကောင်းဆုံးဆက်ပြီးတော့လုပ်ဖို့ကျွန်တော် icon ပြရစီပေါ့နော်။မပြောသွားတဲ့မှာတော့ကျွန်တော်ဒီနေ့တော့ပါတယ် live ကနေကျွန်တော်နားထောင်နေအသေးစိတ်တော့မပြောပါဘူးเนาะကျွန်တော် spoil လုပ်ပြီးဖြစ်ပေါ်မှာဆိုတော့အဲ့တော့ကျွန်တော်အဲ့မှာနောက်ထပ်တစ်ခုရလိုက်တဲ့ခါလေးတော့ process တွေပေါ့လေကျွန်တော်ကမလက်ခံတဲ့ဒီနေ့ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ကရက်နေလို့မရဘူးပေါ့နော်နောက်ရက်ဒီ support ကြတယ်အဲ့လိုပဲကျွန်တော်တို့လိုချင်တဲ့မလက်ခံရောက်သွားရင်လည်းအဲ့မလက်ခံကြီးမှာကျွန်တော်ရက်နေလို့မရနိုင်နဲ့နောက်ထပ်ကျွန်တော်က support ကြဖြစ်တယ်ဆိုတော့အားလုံးဒီ process တစ်ခုပဲ journey တစ်ခုပဲပေါ့နော်။ဥပမာပညာရေးဆိုလဲကျွန်တော်ဘွဲတစ်ခုရလိုက်တယ်ဆိုပြီးသွားတာပေါ့နော်။ဆိုတော့အဲ့လိုဒီဘွဲနဲ့ပဲလုပ်သားလို့ရတော့တဲ့ဖြစ်ဖို့ပေါ့။နည်းနည်းပုံပုံ upgrade လုပ်နေတာပေါ့နော်။အကျမ်းမာကြီးကို original body fitness ရသွားပြီဆိုလဲပြီးတော့ငါစားတယ်လို့စားလို့ရတယ်မဟုတ်ဘူးလေနော်။တစ်လုံးကျွန်တော်စားတော့ဆင်ပြေသွားတယ်။ကိုလည်းလေးစဉ်ကနေလို့တော့တောက်ချောက်ကျွန်တော်တို့သွားကြတဲ့အရာလေးနော်။ကျွန်တော်နောက်ပိုင်းမှာပြောလာတဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးပြောရှင်ဖို့ဆိုလဲဒီလိုပဲ။ဒီနေ့ပြောသွားပြီဆိုတော့အဲ့ပြောရှင်မှုကြီးနဲ့ကျွန်တော်တစ်လုံးလို့စားလို့ရတယ်ဒီနေ့ပြောတာဒီနေ့ပဲနောက်နေ့တော့မချအောင်နောက်စက္ကန့်ပိုင်းကြာလို့ရှိရင်အဲ့ဒီပြောရှင်မှုမရှိတော့ဘူးเนาะဆိုတော့ဒီစိတ်ချမ်းသာမှုဆိုလဲကျွန်တော်တို့တစ်လုံး maintain လုပ်ရတဲ့ဘောရှိတာပဲเนาะအဲ့တော့ကျွန်တော်တို့ခုလက်ရှိနိုင်ငံရေးဒေါ်လာရေးဆိုတဲ့ဒီလိုပဲမဲအွန်လိုင်းတွေသွားတဲ့နေ့ကျွန်တော်ဒေါ်လာရေးနိုင်ပြီလားပေါ့เนาะချမ်းသာစစ်တဲ့ကြောက်ကြသွားတဲ့နေ့ဒေါ်လာရေးပြီးသွားပြီလားဆိုမဟုတ်ဘူးလေကျွန်တော်ဆက်လုပ်သွားမယ်နိုင်ကျွန်တော်ဒေါ်လာရအောင်မှနေညာတယ်ကိုဒေါ်လာရမှနေရှိရင်ကျွန်တော် user အောင် report အောင်ဘာသာရေးနဲ့ပတ်သက်လို့အကြမ်းမာနဲ့ပတ်သက်လို့เนาะကျွန်တော် quality နဲ့ပတ်သက်လို့ကျွန်တော်တို့ခေါင်းထဲမှာရှိနေတဲ့ user အတွေးပေါ်ဟောင်းနေလို့ကျွန်တော်ဒေါ်လာရအောင်မယ်เนาะဆိုတော့အများကြီးကျွန်တော်လုပ်သွားကြမှာဖြစ်တယ်ပေါ့เนาะဆိုတော့ဒေါ်လာရဲ့ bro ပြီးမလဲလို့ခုနကဟို indicator တွေနဲ့ကြည့်မယ်မင်းအောင်ပေးတဲ့နေ့
ဆန်နာရှင်စနစ်ပြုတ်ကြတဲ့နေ့လို့ indicator နဲ့ကြည့်ရင်တော့ရတယ်ဒီကနေ့ဒါဒီ process ကိုဖြစ်တယ်ကျွန်တော်တို့တွေမျိုးဆက်တစ်ဆက်နဲ့တစ်ဆက်လက်ဆက်တန်းပြီးတော့ကျွန်တော်တို့လောက်ဆောင်သွားကြမှာဖြစ်တယ်ဆိုတော့လူတွေလည်းကျွန်တော်ထိုက်ရလိုက်ပြီပေါ့နော်အဲ့တော့ basic ကတော့အမှန်စမမတည်တဲ့အကြောင်းညနေစံတိုင်းဆက်ပြီးတော့ပေါ့ပြောမှာဖြစ်တဲ့အတွက်ဒီပုံမှာအားလုံးအတွက်ကြည့်ပြီးတော့ပြောနေပါတယ်ဒီနေ့မှာ online ကနေစဝင်ရကြတယ်မှာတော့ရှင်အဲ့ဆိုလို့ရှိရင်ဒီလိုခုလိုမျိုးပေါ့နော်အဝေးကနေပြီးတော့ဒီနေ့စာပေဟောပြောပွဲကိုအချိန်ပေးပြီးတော့အားပေးစကားပြောပေးသွားတယ်တောင်တာပြောတဲ့ဟာကိုလေစာပေဟောပြောပွဲစီစဉ်ရင်ဖွဲ့နေဒီမှာရှိနေတဲ့ပြည်သက်များကိုစားအထူးပဲကျေးဇူးတင်ရှိရပါတယ်ရှင်ご遠方にいらっしゃいながらも本日の講演会のためにお時間を割いていただき温かい励ましのお言葉をお寄せいただいたドクターピョーティーハ氏に主催者一同並びにご来場者の皆様を代表して心よりお礼申し上げます。ဟုတ်ကဲ့ပါဆက်လက်ပြီးတော့စာပေဟောပြောပွဲကိုပို့ပြီးတော့ပြည်စုံစီရန်စာပေလူအခွင့်အရေးနဲ့နိုင်ငံတကာစာရေးဆရာအဖွဲ့အစည်းများမှာတက်ကြွစွာပါဝင်လွတ်ဆောင်နေသူဆရာမရဲ့စာပေလုပ်ငန်းတွေကြုံများကိုသိရှိနိုင်စေရန်အတွက်ဆရာမရဲ့ကိုရည်ချင်းကိုအချင်းချုပ်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမတီတာဆန်းချောင်းဟာ1966ခုနှစ်ကရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီး1984-85ခုနှစ်မှာဝတ္ထုတော်ရေးသူအဖြစ်စာပေလောကကိုဝင်ရောက်ခဲ့ပါတယ်1988ခုနှစ်ရှစ်လေးလိုရေးတော်ပုံမှာပါဝင်ခဲ့ပြီးနောက်ဒေါ်ဆန်းစုကြည်ရဲ့1988-89စီယုံရေးခီးစဉ်တွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးဌာနတာဝန်ချုပ်ယူခဲ့ပါတယ်ရှင်1990ခုနှစ်မှာဆရာဝန်ဘွဲရပြီး1993ခုနှစ်မှာအမျိုးသားညီလာခံကိုဆက်ကျင်နေဆိုကထောင်ဒဏ်အနှစ်20ချမှတ်ခံခဲ့ရပါတယ်ရှင်အကျဉ်းချနေစဉ်တွင်နိုင်ငံတကာကကြီးမြင့်တဲ့လူရပိုင်ခွင့်နဲ့လူလက်စွာရေးသားပြောဆိုခွင့်ဆိုင်ရာဆုများကိုရရှိခဲ့ပါတယ်ရှင်ထောင်တွင်းမှာကျန်းမာရေးခြင်းတွေစိုးဝါးလာခဲ့သလိုနိုင်ငံတကာလွန်ငင်းချမ်းသာအဖွဲ့ပန်အင်တာနေရှင်နယ်နဲ့နိုင်ငံတကာဖိအားတွေကြောင့်1999ခုနှစ်မှာလွတ်မြောက်လာခဲ့ပါတယ်ရှင်။ဘာလန်ကုသိုလ်ဖြစ်စေယုံခွဲစိတ်ဆောင်မှာစေတနာဆရာဝန်ဖြစ်ဆောင်ရွက်ခဲ့သလိုဖုံးပုံဆယ်ကျော်တဲ့မဂ္ဂဇင်းရွှေမြုပ်တေမဂ္ဂဇင်းတို့မှာလည်းအက်ဒီတာတဦးဖြစ်တာဝန်ယူခဲ့ပါတယ်ရှင်။ထောင်ကလွတ်ချင်းကလေးကနိုင်ငံကိုလက်မှတ်ရှောင်ထားရမှာညင်းပယ်ခံခဲ့ရပြီးလန်ဒန်တက္ကသိုလ်ကကျမ်းမာရေးစနစ်များစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပရိုမာကိုအဝေးတင်ဖြည့်ဆို့ခဲ့ရာအောင်မြင်ခဲ့ပါတယ်။2005ခုနှစ်မှာဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ဖို့ရန်တွင်နိုင်ငံကိုလက်မှတ်စတင်ရရှိခဲ့ပြီးနောက်နိုင်ငံခြားခီးစဉ်များကိုစတင်နိုင်ခဲ့ပါတယ်ရှင်။2008ခုနှစ်အတွင်းအင်္ဂလန်နိုင်ငံရော့တက္ကသိုလ်မှာပဋိပက္ခများစီမံခန့်ခွဲမှုသင်တန်းကိုတက်ရောက်ခဲ့ပြီးအမေရိကနိုင်ငံဘရောင်းတက္ကသိုလ်ရဲ့နိုင်ငံတကာလေ့လာရေးနဲ့စာပေအနုပညာဌာနတို့မှာဌာနေစာရေးဆရာဖြစ်ဆောင်ရွက်ခဲ့ပါတယ်ရှင်။2009ခုနှစ်မှာဟာဗတ်တက္ကသိုလ်ရဲ့ Lacquette Fellowship ဆုချီးမြှင့်ခံခဲ့ရပြီး2017ခုနှစ်မှာဆရာဝန်ဖြစ်စာရေးဆရာဖြစ်ကိုပို့ပြီးတော့အချိန်ပေးလာခဲ့ပါတယ်ရှင်။2017ခုနှစ်နောက်ပိုင်းမှာစာပေဟောပြောပွဲများပြန်လည်ကျင်းပလာနိုင်တာနဲ့အမျှပြည်တွင်းဟောပြောပွဲခီးစဉ်များလည်းတိုးပွားလာခဲ့ပါတယ်ရှင်။2012ထောင်တွေ့ကြုံစာအုပ်စံချောင်းအေးစိန်ဟာဘတ်ကိုထုတ်ဝေခဲ့ပြီးအရင်ကထုတ်ဝေခဲ့မှုတဲ့စာအုပ်များထက်လူသိများတဲ့စာအုပ်တွေဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာမြန်မာ Independence Channel ပတ်တင်တန် Channel နဲ့Digest Channel တွေရဲ့တာဝန်ခံ editor ဖြစ်ဆောင်ရွက်လုပ်ကိုင်ခဲ့ပါတယ်။2013ခုနှစ်မှာပေမြန်မာရဲ့ပထမဆုံးရွေးကောက်ခံဥက္ကဋ္ဌဖြစ်ခဲ့ပြီးတဲ့နောက်2016ခုနှစ်နဲ့2019ခုနှစ်မှာပေ International ဖွဲ့စည်းရဲ့ Director ဘုတ်ဖွဲ့ဝင်ဖြစ်နှစ်ကြိမ်ဆက်တိုက်ရွေးချယ်ခံခဲ့ရပါတယ်။2021ခုနှစ်မှာပေ International အကျဉ်းချစာရေးဆရာများကော်မတီရဲ့ဥက္ကဋ္ဌဖြစ်ရွေးချယ်ခံခဲ့ရပြီး
2024ခုနှစ်မှာထပ်မံအရွေးချယ်ခံခဲ့ရပါတယ်2021-22ခုနှစ်အတွင်းအမေရိကန်နိုင်ငံမြေတက္ကသိုလ်အရှေ့တောင်အာရှလေးလာရေးကောင်စီမှာသုတေသီတဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2022ခုနှစ်မှာဂျာမနီနိုင်ငံရဲ့ Scholarship အစီအစဉ်အရဘာလင်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ရှင်။လက်တော်မှာတော့ပန်ဂျာမနီရဲ့အဝေးရောက်စာရေးဆရာအစီအစဉ်မှာပါဝင်ဆောင်ရွက်နေပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။それでは続きまして日本語でも本日の登壇者であるマティダ・サンチャン氏のプロフィールをご紹介させていただきます。1966年ヤンゴン生まれ、1984年から85年に短編作家として文筆活動を開始しました。1988年の民主化運動に参加し、その後アウン・サン・スー・チー氏と共に活動しました。1988年から89年には国民民主連盟 NLD の広報部門で任務を担いました。1990年に医師資格を取得し、1993年には国会に反対する活動に関わったとして逮捕され、懲役20年の判決を受けます。服役中は国際社会から人権と自由な表現活動に関する数多くの賞を受賞されました。獄中では健康状態が著しく悪化し、国際的な人権団体やペンインターナショナル、海外政府からの強い要請を受け、1999年に釈放されました。釈放後はバーランチャリティ病院のボランティア医師として働く一方、プーモン説教テマガジン、シュエアミューマガジンなどの雑誌で編集者としても活動しました。釈放された当時からパスポートを申請しましたが却下されています。ロンドン大学健康医療管理制度に関する大学院ディプローマを遠隔で取得。2005年修了式に出席するためにパスポートを取得でき、海外の旅に出られるようになりました。2008年イギリスのヨーク大学で紛争マネジメントコースを受講し、アメリカのブラウン大学の国際関係学部と文芸学部でローカル作家として勤めます。2009年ハーバード大学のフェローシップを受け、2010年以降は医者として作家としての活動に医者としてより作家としての活動に時間を費やすこととなりました。2011年以降講演会の開催が可能になり、国内講演会のツアーが増えました。2012年には自身の獄中体験とステージ遍歴をまとめた著書「サンチャウン・インセイン・ハーバード」を出版し、たくさんの人々に読まれた一冊となりました。その後ミャンマー・インディペンデント・ジャーナル、ペティンタン・ジャーナル、インフォディジェンス・ジャーナルの適任編集長として務めました。2013年ペンミャンマーで選ばれた大書の会長になり、2016年と2019年の2回にわたりペンインターナショナルの運営委員会の会員として選出されました。2021年5月にはペンインターナショナル獄中作家委員会 Writers in Prison Committee の委員長に選出され、また2024年にもう一度選出されました。2021年から22年は米国のイェール大学東南アジア研究センターの研究者として活動し、2022年にはドイツ政府の東兵プログラムによりベルリンへ拠点を移しました。現在はペンジャーマニーの遠隔作家プログラムに参加し活動をされています。ကျေးဇူးတင်ပါတယ်။အဲ့ဆိုလို့ရှိရင်ပေါ့နော်အခုလိုမျိုးစာပေကဏ္ဍမှာအတွေ့အကြုံများပြားတူဖြစ်ပြီးတော့နာမည်တူရဲ့အမြင်လေးကိုဒီနေ့မှာနားထောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့စာပေဟောပြောပွဲလေးကပို့ပြီးတော့အဓိပ္ပာယ်ရှိလာမယ်လို့ထင်ပါတယ်။ဒီနေ့ဆရာမရဲ့ဟောပြောစဉ်ပြီးဆုံးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ရဲ့ပရိသတ်တွေထဲကနေပြီးတော့ကျမတို့ရဲ့ volunteer ကနေပြီးတော့စာရွက်တွေလည်းဝေပေးထားမယ်လို့ထင်ပါတယ်။မရှိလို့ရှိရင်တော့ volunteer မေးပြီးတော့တောင်းလို့ရပါတယ်။ဆရာမရဲ့ဟောပြောချက်တွေထဲကနေပြီးတော့မှမေးခွန်းလေးတွေမေးချင်လို့ရှိရင်ကျမတို့မေးချင်တဲ့မေးခွန်းလေးကိုအစဉ်သင့်ရေးထားဖို့ရန်ဖြစ်ပါတယ်ရှင်။それではただいまより皆様と町田先生の貴重な経験を分かち合っていただくべく講師の町田サンチャン先生を謹んでお迎えいたします。なお本日の講演終了後にはご来場の皆様が直接ご質問できる質疑応答の時間も設けております。
โอเคပါကျမတို့ဒီကနေ့စာပေဟောပြောပွဲကိုပေါ့နော်ဆီယာမရဲ့ဟောပြောချက်တွေကိုဂျပန်ဘာသာနဲ့လည်းဘာသာပြန်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆီယာမဟောပြောချက်တွေကိုအတတ်နိုင်ဆုံးအနားလည်လွယ်အောင်ကြွပြီးတော့ဘာသာပြန်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးကိုနားလည်စေချင်ပါတယ်ရှင်本日は日本の皆様にも町田先生の内容が分かるように通訳の方を入れております。なお通訳の方につきましては時間の関係上少し短縮しての日本語訳になる可能性がありますことをご了承ください。โอเคပါအဲ့ဆိုလို့ရှိရင်အခုချိန်ကနေစတင်ပြီးတော့ဆီယာမအနေနဲ့စာပေချစ်သူများအတွက်အဖို့တန်တွေ့ဆုံများကိုမျှဝေပေးပါရန်ဆီယာမမတ္တိရာစံကြောင်းအားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်ကိုယ်လက်ခုပ်တန်လေးနဲ့ကြိုးဆိုရပါရှင်それではまずは三冠先生の拍手をお迎えください。よろしくお願いします。ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျေးဇူးများကြီးတင်ပါတယ်ကျွန်မကကျွန်မမဟုတ်ဘူးပေါ့နော်ကျွန်မထင်တယ်ကျွန်မတို့နိုင်ငံမှာအင်မတန်ကာလရှည်ကြာတယ်ပေါ့နော်စာပေဟောပြောပွဲယဉ်ကျေးမှုရှိခဲ့ပေမဲ့စစ်အာဏာသိမ်းမှုပြင်းထန်တဲ့ကာလတွေတိုင်းမှာဒီစာပေဟောပြောပွဲတွေကွယ်ပြောက်သွားခဲ့တယ်ပေါ့အဲ2021နောက်ပိုင်းမှာလူကိုယ်တိုင်စာပေဟောပြောပွဲပေါ့နော်စာဖတ်သူများနဲ့ကျွန်မကိုယ်တိုင်ဒီလိုထိတွေ့ခွင့်ရတဲ့စာပေဟောပြောပွဲကစာပေဟောပြောပွဲခေါင်းစဉ်နဲ့ထိတွေ့ခွင့်ရတာကဒီဂျပန်ပထမဆုံးပဲပေါ့နော်2024 Australia မှာလုပ်ခဲ့ပေမဲ့အဲ့ဒါကတော့တော်လှန်ရေးခေါင်းစဉ်အောက်ကဟောပြောပွဲပေါ့နော်စာပေဟောပြောပွဲရေလို့ဟုတ်ပဲနဲ့တော်လှန်ရေးခေါင်းစဉ်အောက်ကဟောပြောပွဲလိုမျိုးဖြစ်ခဲ့တယ်ပေါ့နော်ဒီမှာတော့စာပေဟောပြောပွဲတက်တက်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောခွင့်ရတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်မကကျေးဇူးများကြီးတင်ပါတယ်ဒီလိုတကူးတကပေါ့အချိန်ပေးပြီးတော့လာပေးတဲ့တယောက်ချင်းစီတိုင်းရောကိုယ်တိုင်လာလို့မရလို့ဆိုပြီးတော့ live ကနေပြီးတော့နားထောင်ပေးကြတဲ့သူတွေရောအကုန်လုံးကိုကျေးဇူးတင်ကြအောင်အရင်ဆုံးပြောပြရစီခေါင်းစဉ်ကိုတော့ကျွန်မကဒီကစီစဉ်တဲ့သူတွေကမေးတဲ့အချိန်မှာနက်ဖန်အတွက်ဒီကနေ့ဆိုပြီးတော့ခေါင်းစဉ်လေးတစ်ခုပဲပေးခဲ့တယ်ပေါ့နော်၄ပွဲရှိတဲ့အခါကျတော့ကျွန်မနောက်ကိုရမှာပြောခဲ့သလိုပဲကျွန်မပြန်စဉ်းစားတယ်ဒီအကြောင်းကြီးပဲလဲထပ်ပြီးမပြောချင်တဲ့အခါကျအပိုင်းလေးတွေပိုင်းမယ်ပေါ့နော်နောက်ကိုရမှာတော့စဉ်းစားတာကတော့နောက်ကိုရမှာဒီကနေ့ပြောပြီးတော့အိုဆာကာမှာနက်ဖန်ဖြစ်သွားမယ်ပေါ့ခလေကတော့ဂျားရဲက process ပြောမယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြန်စဉ်းစားတဲ့အခါကျတော့ဒီမှာနက်ဖန်ပြောမှအဆင်ပြေမယ်လို့ကျွန်မမြင်လာတယ်ပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးပြန်ပြီးတော့စဉ်းစားမိလဲဆိုတဲ့အခါကျတော့နောက်မှပြောခဲ့သလိုပဲကျမတို့ကကိုယ့်ရဲ့အနာဂတ်ပန်းတိုင်ပေါ့နော်မနှက်ဖန်နေနဲ့ပတ်သက်ပြီးတော့တဲတဲကွဲကွဲသိဖို့ဟာဒီကနေ့မှာကိုအရေးကြီးတယ်အဲ့ဒါကမှမသိဘူးဆိုလို့ရှိရင်ဂျားထဲမှာဘလို့ဖြတ်တန်းမလဲဆိုတဲ့ဟာတွေကအမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့မနှက်ဖန်ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားစဉ်းစားကြဖို့ပေါ့နော်အတူတွေးကြဖို့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်ဒီကြိုပွဲပထမနေ့ပေါ့နော်အဲ့ဒါမှဒီနေ့ဒီပွဲမှာပြောရင်ပိုသင့်တော်တယ်လို့ကျွန်မစဉ်းစားမိလာပါတယ်အဲ့အတွက်ကြောင့်မလို့ဒီကနေ့ကတော့မနေ့ဖန်အကြောင်းပြောရအောင်ပေါ့နော်အဲ့တော့ကျမတို့ကလူတယောက်ချင်းစီအတွက်မှာလဲကိုယ့်ရဲ့အနာဂတ်ပန်းတိုင်တွေနဲ့ပတ်သက်ပြီးတော့ကြိုပြီးတော့ဘလောက်အသေးစိတ်မြင်အောင်ကြည့်နိုင်တယ်ဘလောက်အသေးစိတ်စဉ်းစားထားနိုင်တယ်ဆိုတာကလူတယောက်ရဲ့ဒီကနေ့အတွက်သိအရေးကြီးတယ်ပေါ့နော်နိုင်ငံအတွက်လည်းတူပါပဲနောက်အနာဂတ်အတွက်ဒီနိုင်ငံတစ်နိုင်ငံအနေနဲ့ဘလို့ဖြစ်ချင်တယ်ဘလို့ပုံစံနဲ့ဘလို့မူဝါဒတွေကင်ဆွဲပြီးတော့ဘလို့ကျင့်သုံးကြမယ်ဘလို့တီထောင်ကြမယ်ဆိုတဲ့ကိစ္စကိုအသေးစိတ်ပုံဖော်မြင်အောင်ကြည့်နိုင်တာနဲ့အမျှ
ဒီကနေ့လုပ်ရမယ့်အလုပ်တွေဒီကနေ့ဆောင်ရွက်ရမယ့်လုပ်ငန်းဆောင်တာတွေဒီကနေ့ဆုံးဖြတ်ရမယ့်ဆုံးဖြတ်ချက်တွေစသဖြင့်ဒီအရာတွေအကုန်လုံးကတစ်မျိုးတစ်ပုံဖြစ်သွားနိုင်တယ်ပေါ့နော်မတူတော့ဘူးဖြစ်သွားနိုင်တယ်အနာဂတ်နဲ့ပတ်သက်ပြီးတော့ခြုံပြီးတော့အင်းကြုံသလိုပါပဲဟလာမနေ့ဖန်ဖြစ်ချင်ရဖြစ်ပါအစင်ကြီးသလိုပေါ့လို့တွေးထားတာနဲ့အဲ့လိုတွေးထားတဲ့သူတယောက်ရဲ့အဲ့လိုတွေးထားတဲ့နိုင်ငံတစ်နိုင်ငံရဲ့ဒီကနေ့ပြုမှုပြောဆိုပုံတွေကပုံစံတစ်မျိုးဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ဒီနေ့ဒီပွဲမှာတော့မနေ့ဖန်အကြောင်းနည်းနည်းလေးအသေးစိတ်စဉ်းစားကြရအောင်ဆိုပြီးတော့ကျွန်မပြောချင်ပါတယ်အဲ့တော့လူတယောက်ချင်းစီကအထူးသဖြင့်ကျမတို့နိုင်ငံကသူတွေပေါ့နော်ဒီမှာရောက်နေတဲ့သူအများစုကဒီကိုရောက်လာရတဲ့အကြောင်းရင်းကကျမဒီတက္ကသိုလ်ဝင်းထဲကိုရောက်တဲ့အခါပေါ့နော်ကျမဒီနိုင်ငံပေါင်းများစွာရဲ့တက္ကသိုလ်ပေါင်းများစွာရဲ့ပရဝုံတွေကိုရှောက်ခွင့်ရခဲ့တဲ့သူတွေမှာပါတယ်ပေါ့နော်အကြောင်းပေါ့ကျမကိုယ်တိုင်နေခဲ့တဲ့ကျင်းလည်ခဲ့တဲ့တက္ကသိုလ်ရှိသလိုခဏတစ်ဖြုတ်ခုလိုပဲဟောပြောပွဲကိစ္စအကြောင်းပြုပြီးသွားခဲ့ရတဲ့တက္ကသိုလ်ရှိတယ်တခြားသောညီလာခံတွေကိုလက်ခံကျင်းပတယ်ခုလိုပဲပေါ့နော်ဟောပြောပွဲတွေကိုလက်ခံကျင်းပပေးတဲ့အတွက်ကြောင့်မလို့တက္ကသိုလ်ပရဝုံတွေကိုရောက်ခဲ့ရတယ်အဲ့တော့တက္ကသိုလ်ပရဝုံတစ်ခုကိုရောက်တိုင်းသွားလိုက်ရတိုင်းပေါ့နော်အင်မတန်ကျဉ်နဲ့တဲ့ကြည်နူးတဲ့ခံစားချက်ရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်မဒါလည်းပြောနေကြပါအကြောင်းအရာနှစ်ခုကြောင့်အဲ့ဒီလိုကြည်နူးကျဉ်နဲ့တဲ့ခံစားချက်ရတယ်လို့ပြောလို့ရှိပါတယ်နံပါတ်1ကလွတ်လပ်မှုပါနံပါတ်2ကလုံခြုံမှုပါအဲ့ဒီနှစ်ခုစလုံးဇာတူရတဲ့ပတ်ဝန်းကျင်ဆိုတဲ့ခံစားချက်ကြောင့်တက္ကသိုလ်ပရဝုံတွေကိုရောက်တဲ့အခါတွေမှာစိတ်ထဲမှာကြည်နူးရတယ်ကျဉ်နဲ့ရတယ်ပေါ့နော်ကျွန်မထင်တယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေဒီကိုရောက်လာတဲ့အခါမှာအတိတ်ကပေါ့မနေ့ကပေါ့နော်စဉ်းစားခဲ့တဲ့မနက်ဖြန်အဲ့မနက်ဖြန်ဒီကနေ့ပေါ့နော်ဒီကနေ့ဘာလို့ခြင်းလို့ရောက်လာလဲဆိုအဲ့နှစ်ခုလို့ထင်တာပဲလွတ်လပ်မှုနဲ့လုံခြုံမှုပေါ့နော်ပြည်တွင်းမှာနေရတာလွတ်လပ်မှုအင်မတန်အားနည်းတယ်လုံခြုံမှုအင်မတန်အားနည်းတယ်ဆိုတဲ့ခံစားချက်တွေနဲ့ဒီကိုရောက်လာကြရတာပေါ့နော်အဲ့တော့တကယ်နိုင်ငံအနေနဲ့လေကျမတို့ကအခုတော်လှန်ရေးလုပ်တဲ့အခါဒီမှာစဉ်းစားတဲ့အခါမနက်ဖြန်ကိုစဉ်းစားတဲ့အခါဒါကြောင့်မလို့ဒီကနေ့နက်ဖြန်အကြောင်းပြောမယ်ဆိုတာပေါ့နော်မနက်ဖြန်ကိုစဉ်းစားတဲ့အခါကျတော့အခုအချိန်မှာတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ခံစားချက်တွေနဲ့မနက်ဖြန်ကိုပုံဖော်ကြည့်တဲ့အခါတွေမှာဦးစားပေးနေတာကနှစ်ခုလုံးစားတူဟုတ်ရဲ့လားဆိုတဲ့မေးခွန်းမေးကြဖို့လိုတယ်လို့ကျွန်မမြင်နေပေါ့နော်ဒီစစ်အာဏာရှင်စနစ်ဆိုးအောက်ကလွတ်မြောက်ခြင်းစောကပုံများတဲ့ခါကျတော့လွတ်လပ်မှုကိုဦးစားပေးလာကြတယ်လွတ်ရရင်ပြီးရောဆိုတဲ့ဟာတွေနဲ့ပေါ့နော်လုံခြုံမှုနဲ့ပတ်သက်လို့ကျမတို့ဘလောက်အတိုင်းအတာထိထွေသွင်းတွက်ချက်ထားသလဲမနေ့ဖန်ရဲ့လုံခြုံမှုကိုကျမတို့ဘလောက်အသေးစိတ်မြင်အောင်ကြည့်ထားသလဲဒါကတိတ်အရေးကြီးတယ်လို့ကျမကတော့မြင်နေပေါ့နော်လွတ်လပ်ခြင်းနဲ့ဆိုတာကတော့ဒီ instinct ကလူသားမှန်ရှိတယ်မြန်မာပြည်ကလူမှမဟုတ်ဘူးပေါ့နော်ကမ္ဘာမှာရှိတဲ့လူသားအားလုံးအာဏာရှင်နိုင်ငံကပဲဖြစ်ဖြစ်ဒီမိုကရေစီနိုင်ငံကပဲဖြစ်ဖြစ်ဘရင်အုပ်ချုပ်တဲ့နိုင်ငံကပဲဖြစ်ဖြစ်ပေါ့နော်ဘလို့နိုင်ငံရေးစနစ်ကိုကျင့်သုံးတဲ့နိုင်ငံမှာမဆိုအဲ့ဒီနိုင်ငံကနိုင်ငံသူနိုင်ငံသားအားလုံးရဲ့တူညီတဲ့အိမ်မက်တူညီတဲ့ပန်းတိုင်းတူညီတဲ့စန္ဒဟာလွတ်မြောက်ချင်တာပဲလွတ်လပ်နေချင်တာပေါ့နော် freedom ပေါ့လွတ်လပ်နေချင်တာပဲအဲ့ဒါကတူတယ်လူတွေတယောက်နဲ့တယောက်ပြုမှုပြောဆိုပုံတွေဘယ်မှာကွာသွားလဲဆိုရင်တော့ဘလောက်ထိလုံခြုံမှုကိုအာမခံပေးတဲ့ပတ်ဝန်းကျင်မှာနေခွင့်ရတယ်လဲပုံမှာမူတည်ပြီးတော့လူတွေရဲ့အပြုအမူတွေအပြောဆိုတွေကွာသွားတယ်လို့ကျွန်မကတော့မြင်ပါတယ်အဲ့တော့ကျွန်တော်တို့မနက်ဖြန်ကလွတ်လပ်တာလဲလူချင်းတယ်လုံခြုံတာလဲလူချင်းတယ်ဆိုရင်ဘလောက်ထိအသေးစိတ်ကျွန်တော်တို့မြင်ထားသလဲအဲ့ဒီမြင်ထားတဲ့အမြင်ကကျမတို့ဒီကနေ့ဘယ်လိုနေထိုင်တယ်လဲဘယ်လိုပြုမှုတယ်လဲဘယ်လိုပြောဆိုတယ်လဲဆိုတာကိုအဆုံးဖြတ်ပေးတယ်ပေါ့နော်ဒါကြောင့်မလို့ကျမကနာကိုရမှာလည်းပြောခဲ့တယ်တယောက်ချင်းစီကတကိုယ်ရေးထွက်ပေါက်တွေကိုဦးစားပေးမယ်ဆိုရင်လွတ်လပ်မှုကိုရကောင်းရသွားနိုင်တယ်
လုံခြုံမှုအာမခံချက်တကယ်ရှိသလားဒါဟာမသေးကြဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ကအနာဂတ်ကိုမနှက်ဖန်ကိုကြိုမြင်တဲ့အခါဒီမှာလွတ်လပ်မှု independence freedom စသဖြင့်ခေါ်ခြင်းရခေါ်ပေါ့နော်အဲ့ဒီလိုပြောကြတဲ့အခါဒီမှာထည့်သွင်းစဉ်းစားဖို့ကဒါလည်းကျမအရင်ကရေးဘူးတယ်လွန်ခဲ့တဲ့ကျမထင်တယ်နှစ်20လောက်ကရေးဘူးတယ်1310ဆိုတဲ့ဆောင်းပါးလေးပေါ့နော် essay လေးရေးဘူးတယ်လွတ်လပ်ခြင်းနဲ့ငါတို့ကလွတ်လပ်လပ်ပဲငါဟာငါဘသူ့ကိုမှအမိခိုမရှိတဲ့အခုဆိုရင်ကျမတို့နိုင်ငံမှာခက်စားလာတာကတစုချင်းစီလွတ်လပ်ခြင်းတာတယောက်ချင်းစီလွတ်လပ်ခြင်းနဲ့တစ်မျိုးချင်းစီလူမျိုးတစ်မျိုးချင်းစီလွတ်လပ်ခြင်းနဲ့ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဘာဖြစ်ချင်လဲဆိုတော့မိခိုနေရတဲ့ဟာမျိုးပေါ့နော်သူများကကိုလာပြီးတော့လွှမ်းမိုးတာချုပ်ကင်တာမခံချင်ဘူးလွတ်လပ်ခြင်းနဲ့ဒါပေမဲ့ငါလွတ်လပ်ဖို့လို့အတွက်ငါလွတ်လပ်မှုကိုအခြေတည်ပြီးတော့ငါကြိုက်တယ်လို့ပြုမှုပြောဆိုနေထိုင်မယ်ဆိုယုံနဲ့ကျမတို့အတွက်လုံခြုံမှုအာမခံချက်မရှိနိုင်ဘူးတုံညဖြစ်တာမကောင်းဘူးတစ်ဖြစ်တာကောင်းတယ်ဒါပေမဲ့တစ်နဲ့တုံညတွဲထားတဲ့30ရဲ့တန်ဖိုးကတစ်ထက်10ဆပိုကောင်းတယ်ပိုများတယ်တုံညထက်လည်းအစာပေါင်းများစွာပိုများတယ်အဲ့ဒီအတွက်ကျမတို့တကယ်ကဘာကြီးရပေါ့နော်globalization တို့ဘာလို့စိတ်ကူးပုံဖော်လာတဲ့အခါကဘယ်ပေါ်မှာစဉ်းစားလာလဲဆိုတော့ independence ကိုအခြေခံတာမဟုတ်ဘဲနဲ့ interdependence ကိုအခြေခံလာတယ်တစ်နဲ့သုံးညပေါင်းခြင်းအပြင်တစ်နဲ့သုံးညကတ်လိုက်ခြင်းအပြင်ကျမတို့ရဲ့စွမ်းဆောင်နိုင်မှုတွေအစနဲ့ချီပြီးပြန်များလာနိုင်တယ်ဆိုတဲ့အပြန်အလှန်အားကိုးမိခိုမှုအပြန်အလှန်အမိတဟဲပြုလက်တွဲပြုမှုပေါ်မှာမူတည်လာတယ်။ဒါကြောင့်မလို့ကဘာကြီးကထီထီရက်တီလို့ရတဲ့နိုင်ငံရဲ့လို့မရှိတော့အခုဒီနေ့ကဘာကြီးကလည်းပေါ့နော်တဖြည်းဖြည်းနဲ့အကျိုးစီးပွားကိုအခြေခံတဲ့စိတ်ကူးမှုတွေတွေးတာတွေဒါတွေများလာတဲ့အတွက်ကြောင့်မလို့ကျမတို့အားလုံးစားတူခံစားလာရတာဘာလဲလို့ပြောရင်မလုံခြုံမှုပဲတကယ်လို့များပေါ့နော်နိုင်ငံတွေအသီးသီးကဟလာဘလို့ပဲဖြစ်နေသူ့နိုင်ငံသူ့လူမျိုးအတွက်အကျိုးစီးပွားကိုဥထိတ်ထားတာမျိုးမဟုတ်ဘဲနဲ့အားလုံးရဲ့ဖြစ်တည်မှုတည်ရှိမှုတွေကိုထည့်သွင်းတွက်ချက်ပြီးတော့အပြန်အလှန်လေးစားမှုတွေနဲ့ပေါ့နော်တုံညရဲ့တန်ဖိုးကိုလည်းဟလာလုံးဝတန်ဖိုးမဲ့တာမဟုတ်ဘူးတုံညဆိုတာတုံညဆိုတဲ့တန်ဖိုးတော့ရှိတယ်ပေါ့နော်အဲ့ဒီသဘောမျိုးနဲ့ကျမတို့ကအားလုံးအတိအမှတ်ပြုပြီးတော့မှကိုကျိုးစီးပွားကြီးကိုရှေ့တန်းမတင်ဘဲနဲ့အော်ဒါတွေကိုစုပေါင်းပြီးတော့အပြေရှာနိုင်ရင်သူလည်းအကျိုးရှိမယ်ငါလည်းအကျိုးရှိမယ်ဆိုတဲ့အတွေးမျိုးသာပြန်ခစ်စားလာမယ်ဆိုရင်တော့ကျမတို့ကပြန်ပြီးတော့စိတ်လုံခြုံလာနိုင်တယ်ဒီကနေ့ကျမတို့မှမဟုတ်ဘူးကမ္ဘာမှာရှိတဲ့လူသားတော်တော်များများရဲ့စိတ်မလုံခြုံမှုဟာကိုကျိုးစီးပွားတိတ်ရှည်တန်းတင်လွန်းတဲ့လူတစုအစိုးရတစုနိုင်ငံစသဖြင့်သူတို့တွေရဲ့တက်ရောက်မှုတွေလို့ပြောမယ်ဆိုလို့ရှိရင်မမှားဘူးပေါ့နော်ဒါကြောင့်မလို့မနှက်ဖန်ကိုတွေးတဲ့အခါတွေမှာတိတ်ကိုကျိုးစီးပွားရှေ့တန်းတင်လွန်းပြီးတော့ဒီကနေ့ငါအကျိုးစီးပွားကိုကာကွယ်ဖို့လို့အားထုတ်လိုက်တာနဲ့အမျှလွတ်လပ်ကောင်းလွတ်လပ်လိမ့်မယ်ဒါပေမဲ့ကျမတို့မလုံခြုံနိုင်တော့ပါဘူးအပြင်ရောက်နေကြတဲ့သူတွေကြားထဲမှာလဲပေါ့နော်ကျမတို့ရဲ့လူအဖွဲ့အစည်းရဲ့ဖိအားတစ်ခုကတော့ကိုနဲ့အဆင်ပြေတဲ့သူတွေစုတဲ့အစုအဖွဲ့ငယ်လေးတွေအများကြီးဖြစ်တဲ့ကိစ္စပေါ့နော်ဒါဟာစင်ကြီးကတော့လွတ်လပ်လပ်ဖြစ်ချင်တာပေါ့နော်အစုအလိုက်လွတ်လပ်မှုကိုလိုချင်တာလို့စင်ကြီးလို့ကျမတို့မြင်တယ်စင်ကြီးလို့သုံးပြရစီပေါ့နော်အဲ့လိုစင်ကြီးပေးပြီးတော့နေချင်လာတယ်ပြီးတော့အခုဆိုရင်နိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုလဲလို့မေးရင်ခေတ်စားတဲ့စကားလုံးကိုယူသုံးတယ်လို့မျိုး Federal Democracy လိုချင်တယ်လို့ပြောကြတယ်ပေါ့နော်အဲ့တော့ Federal Democracy ကိုဘယ်လောက်ထိအသေးစိတ်မြင်ယောင်ထားသလဲလို့မေးရင်ကျွန်မထင်တယ်ဝေဝါးဝါပဲအဲ့တော့ကိုနားလေချင်တယ်လို့နားလေလိုက်ပြီးတော့ကိုပြောချင်တယ်လို့ပြောတယ်ငါလူမျိုးကငါ့ကိုအုပ်ချုပ်ရင်
အဆင်ပြေပြီလို့ထင်တယ်တေးကြလားဗမာလူမျိုးကဗမာလူမျိုးကိုအုပ်ချုပ်လို့အဆင်ပြေနေတယ်လို့ကြားဘူးလားအဆင်မပြေလို့ပဲကျွန်တော်တို့အခုဟုတ်လားတော်လန်ရေးလုပ်နေရတာနော်ကိုလူမျိုးကကိုယ့်ကိုအုပ်ချုပ်တဲ့နိုင်ငံတိုင်းကရောအဆင်ပြေသလားဒီနေ့ US မှာနေတဲ့သူ့နိုင်ငံသူနိုင်ငံသားတွေရောဘယ်လောက်စိတ်လုံခြုံမှုရှိသလဲကဘာကြီးရဲ့ပြောင်းနေပုံနေရပါတော့အဲ့တော့တကယ်ကျမတို့နောက်အနာဂတ်ကိုဘယ်လောက်ထိအသေးစိတ်မြင်ထားနိုင်တယ်လဲဆိုတာဟာဒီကနေ့အတွက်ဘယ်လောက်အရေးကြီးလဲဆိုတဲ့အဖြေဟာကျမထင်တယ်ရှိပြီးသားသတိမထားလို့သာမသိကြတာသတိထားကြည့်မြင်နေရတယ်ဒီနေ့ကဘာကြီးကကျမတို့ကိုသင်ခန်းစာတွေအများကြီးပေးတယ်ဒီနေ့ကဘာကြီးဖြစ်နေပုံတွေကိုကြည့်ရင်အော်စရာသိကောင်းတာပဲပေါ့နော်လူသားလောက်သင်ခန်းစာမယူတတ်တဲ့တက်ရှိတတ်တော်မရှိဘူးလို့တော့အောက်မိတာပဲလူရင်ချင်းမှုကြီးကနောက်ပြန်သွားနေတယ်လို့ကျွန်မအမြဲတမ်းပြောလို့ရှိတယ်ဒီလား social media တွေမှာမြင်နေရတဲ့အပြုအမူတွေကိုကြည့်ရင်လေကျွန်မမျက်စိထဲမှာကဘာဦးလူသားတွေကမကျေနပ်ရင်တင်းမုတ်ကြီးနဲ့လိုက်ထုတယ်လို့ပဲတိတ်နောက်ပြန်သွားတာပဲเนาะဒါနဲ့များတော့ကျွန်တော်တို့ကို civilize ဖြစ်တယ်လို့ထင်ကြသေးတယ်เนาะဘယ်လောက်ထိမနှက်ဖန်ကိုမတွေးထားပဲနဲ့ဒီကနေ့ကိုဖြစ်ချင်သလိုလှုပ်ချင်သလိုဖြတ်တန်းနေလဲဆိုတာတရိษံနေတစ်ပင်တွေကိုကြည့်ရင် evidence မှတ်ဖြစ်တယ်လို့မြင်စရာကောင်းတာပဲเนาะတစ်ပင်တွေများအခုနေအယိုးပြိုင်းဖြစ်ပေမဲ့ယာတိဥရုလေးပူနွေးလာတာနဲ့အမျှရွက်တစ်တွေပြန်ဝေဖို့အင်အားတွေအများတန်းရှိတယ်ငှက်တွေအချင်းချင်းရံမဖြစ်ဘူးလူသားကတော့ဘာလေးမတူရမလဲမတူတာလေးတစ်ခုရှိတာနဲ့ကိုရံဖြစ်ရတာတိတ်လွယ်နေတာပဲအကြောင်းကတိတ်ကောင်းတယ်နော်လူမျိုးတူရင်တော့မှဘာကြောင့်ညာကြောင့်ဟလာပါတီကမတူလို့ဟလာမွေးရဒေတာကမတူလို့စကားကမတူလို့ဘာမတူလို့နော်ဟိုလူမျိုးတစ်မျိုးတည်းမှာတော့စကားကပွဲသေးတာရှိသေးတာဟုတ်နော်အဲ့လိုမျိုးပေါ့နော်လူသားကတော်တော်အံ့ဩဖို့ကောင်းနေသေးလားအတိတ်ကလည်းမနေ့ကလည်းကျမတို့သင်္ကန်းသာယူစရာတွေအများကြီးရှိပြပြီးသားဒီကနေ့လည်းညင်းနေရတာပဲဒါပေမဲ့လူသားသည်အဲ့သင်္ကန်းစာတွေကိုကြောခိုင်းလိုက်တယ်ငါခံစားချက်ငါအတွေးငါဆုံးဖြတ်ချက်ကလွတ်လပ်ရမယ်ငါကြိုက်တယ်လို့စဉ်းစားတယ်ငါကြိုက်တယ်လို့ပြုမှုတယ်ငါမှန်ရင်ပြီးတာပဲဆိုတဲ့ဟာဒီကနေ့ကဘာကြီးရဲ့စိန်ခေါ်မှုပဲပေါ့နော်တိတ်ကိုအန်ဒီရများတဲ့အနေအထားကိုရောက်နေတယ်ပေါ့နော်ဒါကျမတို့တိုင်းပြည်မှာမဟုတ်ပါဘူးအဲ့လိုမျိုးကျမကတော့ခံစားရပါတယ်မနေ့ဖန်မှာဘာဖြစ်ချင်လဲဆိုတဲ့အခါတကယ်ကျမတို့က Federal Democracy လို့သာပြောတာ Federal ကိုဘယ်လောက်ထိမြင်ထားသလဲ Democracy ကိုဘယ်လောက်ထိအသေးစိတ်နားလည်ထားသလဲဆိုတာဒီကကျမတို့အဆုံးဖြတ်ပြီးမှာဒါကြောင့်ဒီကနေ့ဟာမနေ့ဖန်နဲ့ချိတ်ဆက်နေတယ်နက်ဖန်ကိုဘယ်လောက်အသေးစိတ်ပေါ့နော်အဲ့ဒီ Federal Democracy ကဆိုပါတော့ရုပ်ထုတယ်အဲ့ရုပ်ထုကအမြင့်အောင်ဘယ်လောက်ရှိမှလဲနော်ကိုမြင်အောင်ထားတဲ့ရုပ်ထုပေါ့နော်အဲ့ဒီရုပ်ထုကအမြင့်အောင်ဘယ်လောက်ရှိမဲကြာလာမလားစသဖြင့်ပေါ့နော်ပန်းထားလားမပန်းထားဘူးလားမျက်နှာဘလို့ပြုံးမှလဲစသဖြင့်အဲ့လောက်အသေးစိတ်မျက်စိထဲမှာမြင်အောင်ထားတဲ့သူကပဲဒီကနေ့အဲ့ဒီရုပ်ထုကိုပုံဖော်အောင်ထုလို့ရတာအဲ့လိုမမြင်အောင်ထားရင်မထွက်လာဘူးเนาะဒီပပုဆရာကြီးမိုက်ကယ်အင်ဂျလိုဆိုပြောတယ်လေသူကတဲ့စူးနယ်ဆောက်ကိုကင်ပြီးတော့တဲ့အဲ့ဒီထဲမှာရှိတဲ့အနုပညာမြောက်ပြီးသားအသက်ဝင်ပြီးသားပပုရုပ်ကိုပေါ်အောင်လုပ်ပေးတာပဲရှိတယ်အဲ့ဒီထဲမှာရှိနေတာကိုသူကထုတ်ပေးတာလို့ပြောတယ်ဒါဘာကိုပြတာလဲဆိုတော့သူ့မျက်စိထဲမှာအဲ့ဒီပပုရုပ်ကြီးကမြင်ပြီးသားဆိုတာကိုပြတာရော့ဒီအယုတ်ကြီးထုပါလို့ပေးလိုက်တော့ဒါကြီးကြည့်လိုက်ဒီဘက်ကိုထုလိုက်ဒီအရာကြီးကြည့်လိုက်ဒီဘက်ကိုထုလိုက်ထုသွားတာမဟုတ်ဘူးကျမတို့ကလည်းကျမတို့နိုင်ငံနဲ့ပတ်သက်ရင်တခြားနိုင်ငံတွေနဲ့
ဇာတူလိုက်ပြီးတော့ယူဖို့ဆိုတာကျွန်မပြောလို့ရှိတယ်တကယ်တမ်းက Federal ဆိုတာ structure ပဲဖွဲ့စည်းတည်ဆောက်ပုံပဲ Federal ကိုလိုချင်တာဟာလူမျိုးကိုအခြေခံစရာလည်းမလိုဘူး Federal ရဲ့အနှစ်သာရကိုပြောမယ်ဆိုလို့ရှိရင်ဘိုးအစိုးရကိုအာဏာနည်းနည်းပဲပေးပြီးတော့ကျန်တဲ့အစိုးရတွေကအာဏာကိုထိုက်တဲ့အားလျော်စွာကျင့်သုံးနိုင်အောင်လို့လုပ်ခွင့်ပေးတဲ့ကိစ္စပဲကမ္ဘာမှာ Federal ပြည်ထောင်စုတွေအများကြီးရှိတယ်ဒီမိုကရေစီမရှိတဲ့ Federal တွေရှိတယ် United Arab Emirates UAE ဒီ Federal ပဲခုနှစ်ပြည်ထောင်မင်းတွေအုပ်ချုပ်တဲ့ခုနှစ်ပြည်ထောင်နေစုထားတဲ့ Federal ကြီးပဲဒီမိုကရေစီရှိလားမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီဆိုတာယဉ်ကျေးမှု structure မဟုတ်တော့ဒီမိုကရေစီဆိုတာကိုတေချာလိုချင်တာမဟုတ်ခဲ့ရင်ကိုယ့်ရဲ့မနှက်ဖန်အတွက်ဒီမိုကရေစီကိုဘလောက်ဘယ်20သားလောက်ပေါ့နော်ထည့်ပြီးစဉ်းစားထားတာမျိုးမရှိရင်ကျမတို့ရလာမယ် Federal ဒီ UAE လို Federal ဖြစ်သွားနိုင်တာပဲဒါကြောင့်မနှက်ဖန်ကိုတေချာ clear cut မြင်ဖို့အရေးကြီးတယ်လို့ပြောတာခုန Michael Angelo လိုမျိုးကျမတို့မျက်စိထဲမှာကြောက်တုံးတော့ကြောက်တုံးပဲသို့တော့အဲ့ကြောက်တုံးကြီးထဲမှာရှိနေတဲ့ကိုလိုချင်တဲ့ပပူးရုပ်ကိုတေးသေးချာချာပြက်ပြက်သားသားပုံဖော်ပြီးတော့မြင်အောင်ကြည့်နိုင်တာနဲ့အမျှကျမတို့ဒီကနေ့ကင်ထားတဲ့စူးတွေဆောက်တွေကိုအကောင်းဆုံးအသုံးချနိုင်တယ်။နောက်ဆိုရင်ထူရင်းနဲ့နော်ထူတော့ကတော့ဘဘူးပဲကြောက်တုံးတော့မဟုတ်ဘူးပေါ့နော်တစ်ပေါ့နော်ကျမတို့စီမှာတစ်ကလည်းတဲပေါ်တကူပေါ့နော်ထူရင်းနဲ့တစ်ပင်ကနေဘာဖြစ်သွားလဲသွားကြထူရံဖြစ်သွားတယ်ဘာရုပ်လိုချင်မှကိုမတေချာမသိတာဟုတ်ထူတာတော့ထူနေတာပဲဟလာဟိုလိုဒီလိုကျွမ်းလည်းမကျွမ်းဘူးလေစူးကလည်းကောင်းကောင်းမကြိုက်တဲ့ဟလာစောက်ကလည်းကောင်းကောင်းနေရသားတကြမထူနိုင်မိုက်ကယ်အင်ဂျယ်လိုလိုပုံဖော်ထားတယ်ဟလာအယုတ်ကလည်းကိုယ်မှတေချာမရှိဘူးဟိုရုပ်ထူရင်ကောင်းလို့ဒီရုပ်ထူရင်ကောင်းလို့ပေါ့နော်လုံရင်းနဲ့နောက်ဆုံးကြတော့ငါလဲတော်ပါတယ်ပေါ့နော်တစ်ပင်တပင်လုံးကိုသွားကြထိုးတာမောင်းအသိအတောင်းဖြစ်အောင်လုပ်လိုက်နိုင်တယ်ပေါ့ဆိုကျမတို့ Federal Democracy အိမ်မက် Federal Democracy မနှက်ပြန်ကိုအဲ့ဒီလိုသွားကြထိုးတာအသိအတောင်းဖြစ်အောင်လုပ်ဖို့တော့မထိုက်တာမဟုတ်လားအဲ့ဒီအတွက်ဒီကနေ့အရေးကြီးတယ်မနှက်ပြန်ကိုခုနလိုအသေးစိတ်ပုံဖော်မြင်ထားနိုင်ဖို့သိအရေးကြီးတယ်အဲ့ဒီအတွက်စာဖတ်စီချင်တာနော်နောက်ဆုံးတော့ဒီပူတာပဲစိုက်တယ်ပေါ့နော်စာဖတ်စီချင်တယ်အကြားတွေနဲ့ပေါ့နော်ဟိုဗီဒီယိုကလစ်ကလေးဟလာဟို YouTube လေးအဲ့လောက်လေးနဲ့တော့ခုနလိုပပူးရုပ်ကြီးတရုပ်လုံးကိုအသေးစိတ်မြင်အောင်နိုင်တဲ့စွမ်းအားမရနိုင်ဘူးတေးချာချာဖတ်ရှုလေးလာဖို့တိတ်အရေးကြီးရပေါ့နော်အဲ့တော့လူတယောက်ချင်းစီအနေနဲ့လည်းစဉ်းစားကြည့်လို့ရှိရင်ကိုယ့်အနာဂတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုဘယ်လောက်ထိအသေးစိတ်စဉ်းစားထားတဲ့လဲပေါ်မှာမူတည်ပြီးတော့ဒီကနေ့တွေရဲ့အဆုံးအဖြတ်တွေလှုပ်ဆောင်မှုတွေကတိတ်အရေးကြီးတယ်အထူးသဖြင့်တော့လူငယ်တွေကအဝေးမစဉ်းစားတော့ဘဲနဲ့ပေါ့နော်လက်တလုံးမှာအဆင်ပြေခြင်းနဲ့အထူးသဖြင့်ကျမတို့နိုင်ငံကဆင်းရဲတယ်ဒုက္ခရောက်တယ်အဲ့တော့လက်တလုံးဘာလိုချင်လဲဆိုရင်ငွေလိုချင်တယ်အဆင်ပြေတက်တောင့်တတာဖြစ်တဲ့ပတ်ဝန်းကျင်တစ်ခုမှာရှင်သန်ခြင်းနဲ့အဲ့ဒါကတယောက်ချင်းစီရဲ့ထွက်ပေါက်ဒီထွက်ပေါက်ကိုငါလုံနိုင်ပြီဆိုရင်အဆင်ပြေပြီဆိုတဲ့နေရာမှာကျွန်တော်တို့ရက်လိုက်ကြတယ်ပေါ့နော်အဲ့ဒီအခါတနိုင်ငံလုံးအတိုင်းအတာနဲ့ခုနဘဘူးရုပ်ကြီးကပိုပြီးဝေဝါးလာတယ်တနည်းအားဖြင့်တော့တယောက်ချင်းစီအဆင်ပြေတဲ့သွားကြထိုးရနေအများကြီးဖြစ်လာတာပဲသွားကြထိုးရတစ်ချောင်းချင်းစီကတော့လွတ်လပ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သွားကြထိုးရမယ်လေတယောက်ချင်းစီရဲ့ကိုတကိုးရေးစာနဲ့ကိုတမိသားစုစာထွက်ပေါက်တွေကိုဦးစားပေးတာနဲ့အမျှအနာဂတ်အတွက်ပပူးရုပ်တွေကျမတို့မျှော်လင့်လို့ခဲရင်လာတယ်ဒါကြောင့်လူငယ်တွေကိုကျမအားကိုးတယ်လို့အမြဲတမ်းပြောတာအထူးသဖြင့်လူငယ်တွေမှာတိကျသေးကြတဲ့မနှက်ဖန်နဲ့ပတ်သက်တဲ့အိမ်မက်တွေရှိစေခြင်းတယ်အင်ပဒန်လှပတဲ့ပပူးရုပ်မျိုးတွေကိုသေချာစဉ်းစားပြီးတော့ဒီကနေ့စဉ်းစားပြီးတော့ဒီကနေ့အဲ့ဒါအတွက်ကိုက်ညီတဲ့
လှုပ်ရှားမှုတွေအရွေတွေအဆုံးအဖြတ်တွေစီးပူးလေ့လာမှုတွေဆောင်ရွက်ချက်တွေဒါတွေကိုလှုပ်လာနိုင်ရင်တော့အင်မတန်လှပတဲ့ပပူရုပ်အကြီးမဖြစ်ရင်နေမယ်သွားကြထိုးတာနေတော့မဖြစ်တော့အဲ့ဒီလိုနီးတွေနဲ့ကမ္ဘာမှာအောင်မြင်တဲ့နိုင်ငံတွေကိုတည်ထောင်ခဲ့တာပဲကျွန်းနိုင်ငံသေးသေးလေးဆိုတဲ့စင်ကာပူဟာအဲ့ဒီလိုသူ့နိုင်ငံရဲ့အနာဂတ်အတွက်အသေးစိတ်စဉ်းစားထားတဲ့လူငယ်တွေစုပြီးတော့ပြောင်းလဲနိုင်ခဲ့တာဒီနိုင်ငံလဲဒီနိုင်ငံစဉ်းစားကြည့်နော်အကြီးတန်းခဲ့တဲ့အတိတ်ကိုပြောင်းစင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့အသေးစိတ်စဉ်းစားပြီးတော့မှသူတို့ရဲ့ပြုမှုပြောဆိုပုံတွေအကုန်လုံးကိုပြင်ဆင်ခဲ့တယ်စားမှုတောက်မှုနေမှုထိုင်မှုပြောမှုဆိုမှုကအစအကုန်ပြင်တာဒါကပဲသူတို့အတွက်အင်မတန်ကောင်းတဲ့မနှက်ဖန်တွေကိုဝေဖွာပေးတာအဲ့ဒီမနှက်ဖန်ဒီကနေ့ဖြစ်သွားတာပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကနေ့သိအရေးကြီးတယ်နှက်ဖန်ကိုအသေးစိတ်စဉ်းစားနိုင်ခြင်းမရှိတဲ့ဒီကနေ့ကိုမဖြတ်သန်းမိဖို့ဟာကျွန်တော်တို့လူထုအတွက်အထူးသဖြင့်မြန်မာလူထုအတွက်သိအရေးကြီးတယ်ပေါ့နော်အခုကမ္ဘာလူထုဖြတ်သန်းနေပုံမှာသိကြောက်ရတယ်ဆိုတာဒါကိုပြောတာပဲမနှက်ဖန်ကိုတေချာမစဉ်းစားပဲနဲ့ဒီကနေ့ကိုလွယ်ဖြတ်သန်းဖို့ကြိုးစားလာတဲ့အတွက်သိကြောက်ရတယ်ကျွန်မသတင်း channel တွေလုပ်တဲ့အခါကျတော့သတင်းတောက်လူငယ်လေးတွေနဲ့အများကြီးထိတွေ့ဆက်ဆံမှုတွေပေါ့နော်အဲ့ဒီလူငယ်တွေတဲ့တော်တော်များများကျွန်မကိုပြောလာတဲ့စကားတချို့ရှိတယ်ပေါ့နော်လူငယ်ဆိုမှတအားကြီးတော့မငယ်တော့ဘူးပေါ့လေသူတို့သာတဲ့လွန်ခဲ့တဲ့50နှစ်ကစားရီလုံးလောက်ဖတ်ပြီးတော့အခုသိနေသလောက်သာသိခဲ့ရင်ပေါ့နော်ဟို50နှစ်ထဲကဒီကနေ့သိသလောက်ကိုအတိတ်တုန်းကမနေ့ကသာသိချာသိခဲ့သူတို့ရဲ့ဘဝအခြေအနေတွေကဒီကနေ့ဖြစ်တာထက်တော့ပိုကောင်းအောင်ဖန်တီးနိုင်မယ်လို့သူတို့ယုံနေတယ်ဒါကြောင့်ကျွန်မစာဖတ်ဖို့တိုက်တွန်းနေဆိုတာပေါ့နော်ကျွန်တော်တို့ကတကယ်တမ်းပေါ့အခုအချိန်မှာ data တွေပေါက်ကွဲနေတယ် information တွေပေါက်ကွဲနေတယ်ဘာလို့ခြင်းလဲကိုယ်တိုင်သိကြရအောင်မလို့တော့ကလစ်တစ်ချက်ခောက်ယုံနဲ့ပေါ့နော်မေးတက်ယုံနဲ့အချက်လက်တွေရတယ်အဲ့ဒါဟာ data အဆင့်ပဲရှိတယ်အဲ့ဒါဟာ information အဆင့်ပဲရှိတယ် knowledge ဆိုတဲ့ဘဟုတုတအဆင့်မရောက်ဘူးဘယ်အခါကျတော့မှ knowledge ဖြစ်တယ်လဲလို့ဆိုရင်စာသိနဲ့ငါသိနဲ့ပါတယ်ငါသိကိုယ်တိုင်တွေ့ကြုံဖြတ်သန်းဘူးရင်တော့ပိုကောင်းတာအမှန်ပဲဒါကြောင့်အခုပြောကြပြီနော် AI ခေတ်မှာဘသူတွေရှင်းသန်မလဲဘသူတွေကြံမလဲဘသူတွေကတခြားသူတွေထက်နှာတစ်ပြားတာမလဲဆိုရင်ကလစ်ခောက်တတ်တဲ့သူမဟုတ်ဘူးကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တဲ့သူမဟုတ်ဘူးဤပညာကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တဲ့သူမဟုတ်ဘူးကိုယ်တိုင်ကိုကြဖြတ်သန်းဘူးတဲ့အတွေ့အကြုံရှိတဲ့သူတွေလို့ပြောတာတနည်းအားဖြင့်ငါသိသမားတွေတာလိမ့်မယ်လို့ပြောတာဘာမှမရှိဘဲနဲ့ရပါတယ်ဒါတွေများအရင်မကြည့်ဘူးတိုက်တဲ့အချိန်သိကျင်တဲ့အချိန်လှမ်းမေးယုံပဲဆိုတဲ့သူတွေကကြံခဲ့လိမ့်မယ်ငါသိသမားတွေတာသွားလိမ့်မယ်အဲ့တော့ငါသိရလွယ်သလားလို့မေးမလွယ်ဘူးလေနော်ဟာထောင်ထဲကအတွေ့အကြုံသိကျင်လို့ထောင်ကြခဲ့ဘူးခြင်းနဲ့ဒီမှာကျွန်မပါတယ်အဲကြောင့်မို့ဟလာဟိုအမိန့်ချတော့နည်းနည်းပြောနေဆိုတာဒါမျိုးပေါ့နော်ဒါမဲ့လူတိုင်းအဲ့လိုအတွေ့အကြုံမျိုးအဲ့လိုနီးနဲ့ရယူရမယ်လို့ဘယ်ဟုတ်ပါမလဲအဲ့ဒီအတွက်စာသိလို့လားသူများကြုံဘူးတဲ့အတွေ့အကြုံတွေကိုတကဘာလုံးကလူတွေအများကြီးကြုံဘူးတဲ့အတွေ့အကြုံတွေကိုလွယ်လေးစာထိုင်ဖတ်ရင်သိတာပဲအဲ့နှစ်ခုလုံးပေါင်းလိုက်တော့မှခုန data တွေ information တွေနဲ့စာသိနဲ့ငါသိနဲ့အားလုံးပေါင်းလိုက်တော့မှကျမတို့ရလာတာဒီ knowledge ဖြစ်သွားတယ်ဘဟုတုတဖြစ်သွားတယ်အဲ့ဒါကိုထပ်မွမ်းမံသွားနိုင်တဲ့တစ်ချိန်ကျမှ wisdom ဆိုတဲ့ပညာခန်းရောက်တာပညာခန်းတုံးနဲ့မရောက်ဘူးဒါကြောင့်ဘွဲရပညာမတတ်လို့ပြောတာနော်ဘွဲရတယ်ဆိုတာ certificate ပဲရလိုက်တာဟုတ်လားဘလို့လေ့လာရမလဲဆိုတဲ့နီလန်းပဲပေးတာတက္ကသိုလ်တွေမှာဘာပဲပေးတယ်လဲအခုခေတ်ဆိုပိုဆိုးတယ်ဟုတ်တယ်မလားဆရာတွေကအကုန်သင်တာမှမဟုတ်တော့တာဘယ်နေရာမှာဘယ်ပညာရပ်ကိုဘလို့ရှာပါဆိုတဲ့နီလန်းပေးလိုက်တာ
ကိုယ့်ဟာကိုယ်အကုန်ရှာရတာငါသိဖြစ်အောင်ကိုယ့်ဟာကိုယ်လုပ်ယူရတာပူပေါင်းရတာဆောင်ရွက်ရဒါကြောင့်ဘုဟုတုတ္တကနေ wisdom ပြောင်းနိုင်ပြီဆိုရင်တော့ဒါ superstar ဖြစ်သွားရင်ပဲပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဟာလားကျမတို့ကတကယ်ဒီကနေ့ဘလောက်အရေးကြီးလဲလို့မေးရင်မနှက်ဖန်ကကျမတို့လက်ထဲမှာမဟုတ်လို့မနှက်ဖန်ကိုကျမတို့ဘလောက်ထိအသေးစိတ်မြင်အောင်ထားနိုင်သလဲဆိုတာကဒီကနေ့လူတွေကိုကွဲပြားသွားစေတယ်မနှက်ဖန်ကိုအသေးစိတ်စဉ်းစားထားတဲ့သူတွေရဲ့ပြုမှုပုံနဲ့မနှက်ဖန်ကသူ့လာမှာပေါ့ငါနိုးရင်မနှက်ဖန်ဖြစ်တာပဲပေါ့နော်အိတ်လိုက်မယ်ဖြစ်ချင်ရဖြစ်အိတ်လိုက်မယ်နိုးရင်မနှက်ဖန်ပဲအဲ့လိုတွေးထားတဲ့သူတွေရဲ့ဒီကနေ့ပြုမှုဆောင်ရွက်ပုံနဲ့လုံးမတူနိုင်ပါဘူးကျမတို့ကမလုံခြုံမှုကိုကြော်လွှားခြင်းတယ်ပေါ့နော်အဲ့ဒီအတွက်ဟလာကျမတို့ဒါမနှက်ဖန်အတွက်စဉ်းစားထားတဲ့ဟာလွတ်လပ်မှုကိုလိုချင်တယ်ဒါလည်းမနှက်ဖန်အတွက်စဉ်းစားထားတဲ့ဟာဒီကနေ့ကျမတို့ဘာလုပ်လဲအနိုင်ကျင့်မခံဘူးအနိုင်ကျင့်တာတွေကိုတွန်းလှန်မယ်လွတ်လပ်အောင်နေမယ်လွတ်လပ်တဲ့အရာကိုရအောင်သွားမယ်ဒါပေမဲ့ဘလို့နီးနဲ့လွတ်လပ်အောင်ဒီကနေ့စဉ်းစားတယ်လေလူအင်အားနဲ့အနိုင်ကျင့်တာလက်နဲ့အင်အားနဲ့အနိုင်ကျင့်တာစသဖြင့်အနိုင်ကျင့်တဲ့နီးလန်းတွေအများကြီးရှိတယ်အဲ့ဒီအနိုင်ကျင့်မှုတွေကိုကြော်လွှားဖို့အတွက်ကျမတို့ကဘာပြန်စုလဲလူအင်အားတွေလက်နဲ့အင်အားတွေပြန်စုတယ်သေချာသလားကျမတို့အနာဂတ်အတွက်ဒီကနေ့ပြင်ဆင်နေတာတွေဟာကျမတို့အတွက်တကယ်လိုချင်တဲ့အရာအတွက်ဘလောက်အတိုင်းအတာအထိလုံလောက်တယ်လဲဘလောက်အတိုင်းအတာအထိ relevant ဖြစ်တယ်လဲချိတ်ဆက်လို့ရတယ်လဲကျမတို့ကသူတို့ရဲ့နိုင်ထက်စီးနှင်းလောက်တာကိုမခံချင်ဘူးနေမဲငတ်စပေါ့နော်ဆုံးဖြတ်ပြီးပြောဆိုတာကိုမခံချင်ဘူးမလုံမကြုံခံစားရလောက်အောင်လောက်တာကိုမလိုချင်ဘူးဒါပေမဲ့ဒီကနေ့ကျမတို့အချင်းချင်းဘလောက်အဆင်ပြေအောင်ပြုမှုပြောဆိုတယ်လေကျမတို့ကကိုနဲ့သဘောထားခြင်းမတူတဲ့မတိုက်ဆိုင်တဲ့သူတွေကိုစိတ်မလုံမကြုံဖြစ်သွားအောင်ဘာလို့ဘာမှမလုပ်ဘဲနေမိသလားစကလုံးလေးနဲ့ပြဲဖြစ်စီအပြုအမူလေးနဲ့ပဲဖြစ်စီလုံးဝဘသူမှစိတ်မလုံခြုံမှုအထိမဖြစ်စေရဘူးဆိုတဲ့အဆုံးအဖြတ်မျိုးနဲ့ကျမတို့ပြုမှုမိပြီလားပြောဆိုမိပြီလားဒါကိုစဉ်းစားစီချင်တယ်တကယ်ကိုလိုချင်တဲ့မနှက်ဖန်ကြီးကတော့အင်မတန်အေဂျင့်တာရတဲ့လွတ်လပ်ပြီးတော့လုံခြုံနေတဲ့အနာဂတ်ကြီးဒီကနေ့ကျမတို့လုပ်နေမိတာကနည်းနည်းလေးသဘောထားကွဲလွဲယုံနဲ့အပြစ်တင်လိုက်မယ်ပြောဆိုလိုက်မယ်ပုတ်ခတ်လိုက်မယ်နှိမ်ချလိုက်မယ်နော်ဘာမှတမိုးမရှိတဲ့သူလိုဖယ်ကျင်လိုက်မယ်ဒါဖြစ်ရင်ကျမတို့ကသွားကြထိုးရန်လုပ်နေတာလားဘဘူးရုပ်ကိုပုံဖော်နေတာလားဒါကြောင့်ကျမကဘဘူးရုပ်ကိုမြင်စေချင်တယ်ဘဘူးရုပ်ကိုမမြင်ရင်ကျမတို့လုပ်နေသမျှဒီသွားကြထိုးရန်ဖြစ်နေမှာပဲဟာမဟုတ်ဘူးဒီကနေ့စစ်အာဏာရှင်ကြာဆုံးသွားရင်မနှက်ဖန်အလိုလို Federal Democracy ဖြစ်သွားမယ်ဆိုတာမဖြစ်နိုင်အဲ့ဒီနိုင်ငံမျိုးဖြစ်သွားဖို့လို့အတွက်တေချာတာကတော့အဲ့ဒီစစ်အာဏာရှင်ကိုထောက်ခံနေတဲ့သူတွေစစ်အာဏာရှင်ထဲမှာပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့သူတွေကလုံမပေးနိုင်ဘူးကျွန်မပြောလို့ရှိရဲ့စစ်တပ်ကနေဒီမိုကရေစီမတောင်းနဲ့သူ့မှာမရှိဘူးလေဒီမိုကရေစီဆိုတာခုနပြောသလိုပဲ structure မဟုတ်ဘူးအဲကြောင့်မလို့ရွေးကောက်ပွဲတိုင်းဒီမိုကရေစီကိုအာမမခံနိုင်ဒီကနေ့ကျမတို့ဘာဖြစ်လို့ဟလာစစ်အာဏာရှင်လုပ်တဲ့ရွေးကောက်ပွဲကိုဆန့်ကျင်နေရလဲဆိုတော့ structure ပြောင်းယုံနဲ့ဒီမိုကရေစီဆိုတာဘွားကနေမပေါ် culture ပြောင်းရတယ်ကျမတို့ရဲ့ယဉ်ကျေးမှုတွေကျမတို့ရဲ့နေတူကစဉ်းစားမှုပြောဆိုမှုပြုမှုမှုတွေဒီယဉ်ကျေးမှုကိုကျမတို့ကတည်ဆောက်ရတာဒီမိုကရေစီကိုဘယ်သူကတည်ဆောက်လဲဆိုတော့ citizens ကတည်ဆောက်တာနိုင်ငံသူနိုင်ငံသားများကတည်ဆောက်တာ
structure ကိုခုနပြောတဲ့elite တွေကတိဆောက်မယ်နိုင်ငံရေးသမားတွေဟလာဒီလို institution ကတိဆောက်မယ်ဒါပေမဲ့ democracy ကိုကျမတို့ကတိဆောက်တာဒါကြောင့် democracy ရဲ့အနှစ်သာရကတဦးချင်းတာဝန်ယူမှုနဲ့စုပေါင်းကောင်းဆောင်မှုလို့ပြောတာအဲကြောင့် democracy ခေတ်မှာတဦးချင်းသိအရေးကြီးတယ်ကျမအတွက်တော့တဦးချင်းကတအားတန်ဖိုးထားရတယ်ဇလုတ်တိုက်လိုက်ပြီးတော့ तू ကတော့ဘယ်အဖွဲ့တွေကလူပဲ तू ကတော့ဘယ်လူမျိုးတွေကလူပဲ तू ကတော့ဘယ်ဘာသာဝင်တွေကလူပဲဆိုတဲ့ဟာနဲ့အဲ့ဒီတယောက်ရဲ့ပဂရိတီရှိမှုကိုမျက်ွယ်ပြုတ်ပြီးတော့ဟာဒီအုပ်စုတွေကဒီလူဆိုရင်တော့ဒီလိုပဲဖြစ်မှာပဲဆိုတဲ့ဇလုတ်တိုက်လိုက်ပြီးတော့တစိတ်ကတ်တာဆုံးဖြတ်တာတတ်မှတ်တာဒါတွေအားလုံးဟာကျမတို့ကိုလုံခြုံမှုမပေးပါဘူးကျမတို့ဘာလို့မလုံမကြုံခံစားရလဲဆိုတော့အဲ့လိုလောက်ခံရလို့မလုံမကြုံခံစားရတာလေကျမတို့လုံခြုံစိတ်နဲ့လွတ်လပ်နေခြင်းရင်အဲ့ဒါတွေကိုကျမတို့ကိုယ်တိုင်ကလက်မခံကြတော့ဘူးမကျင့်သုံးကြတော့ဘူးဒီကနေ့ကလေးကဆွန့်လွတ်လိုက်ကြဘူးလိုတယ်ဆိုတဲ့အလေးကျမတို့ပြောဒါကြောင့်မလို့အားလုံးကိုအားကိုးပါတယ်ဒီသဖြင့်ဒီမှာလူငယ်တွေအများကြီးဆိုတဲ့အတွက်ကြောင့်မလို့တယောက်ချင်းစီကအရေးကြီးပါတယ်အထူးသဖြင့်အမိမြင်နဲ့ဝေးနေတဲ့အချိန်မှာကျမတို့အသေးစိတ်နာမဝိသေသနာတွေနဲ့မမြင်ပါဘူးညီမပြလူလိုပဲမြင်ပါတယ်နော်ဘယ်သူမှကျမတို့ပိုင်းခြားပြီးတော့သူကတော့ဘယ်နောက်ခံရှိတဲ့သူဘယ်သူဟလာနော်ဘလို့အသွေးအသားဘလို့ဆိုတဲ့ဟာမျိုးတွေမမြင်ပါဘူးတကယ်လူရဲ့ instinct မှာလည်းအဲ့ဒါတွေကအရေးမကြီးပါဘူးနော်ဒါကြောင့်မလို့တယောက်ချင်းစီရဲ့အရေးပါမှုကိုအမြဲတမ်းရပေးပါတယောက်ချင်းစီရဲ့ပုံရိပ်ဖော်ထားတဲ့မနှက်ဖန်တွေကပို့ပြီးတော့ရှင်းလင်းပြသပေးပါမနှက်ဖန်ပုတ်ပပူးရုပ်တွေကိုပြင်းမြင်အောင်ပေးကြပါမမြင်အောင်သေးရင်မြင်အောင်စာဖတ်ပြီးတော့ဖြစ်ပေါ့နော်စာသည့်ငါသည့်တွေနဲ့လုပ်ပေးကြပါအဲ့ဒီနည်းနဲ့ပဲဟောဒီလူပေါင်းလောကကြီးတစ်ခုလုံးနော်ကျမတို့နိုင်ငံမှာမဟုတ်ပါဘူးလူပေါင်းလောကကြီးတစ်ခုလုံးကိုကောင်းအောင်လုပ်နိုင်တာဟာကျမတို့တယောက်ချင်းစီပါတယောက်ချင်းစီကပေါင်းတဲ့စုပေါင်းကောင်းဆောင်မှုကဒီမိုကရေစီရဲ့အနှစ်သာရလည်းဖြစ်ပါတယ်ဘလို့ structure နဲ့ဘလို့နိုင်ငံတွေကိုဘလို့ပဲတည်ဆောက်လူအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုဟာအပြန်အလှန်လေးစားမှုအပြန်အလှန်အားကိုးယုံကြည်မှုပူးပေါင်းဆောင်ရွက်မှုဒါတွေမပါဘဲနဲ့ဒီကနေ့ပွဲတော်မှာအပြန်အလှန်လေးစားတဲ့ပူးပေါင်းဆောင်ရွက်မှုမပါဘဲနဲ့ဒီကနေ့ပွဲမဖြစ်လာဘူးလေဒါကြောင့်မလို့အားလုံးအားကိုးပါတယ်ဒီကနေ့မှာမနေ့ဖန်ကိုပြမြင်အောင်ကြည့်ကြနိုင်တဲ့သူတွေဒီကနေ့အပြုအမူတွေအားလုံးကမနေ့ဖန်အတွက်အဓိပ္ပာယ်ရှိနိုင်ကြပါစေလို့ဆုတောင်းပြီးတော့ပဲညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်မထိုင်လိုက်တော့မယ်နော်နေမကောင်းချင်နေတော့လူတိုင်းကိုစာဖတ်ချင်တဲ့စိတ်ကျွန်တော်မှရှိပါတယ်ကျွန်တော်နဲ့အနည်းဆုံးမှရှိတဲ့လူတွေကိုအမြဲပြောပြပါတယ်ဒါမဲ့လူတိုင်းကိုစာဖတ်လာအောင်မစည်းရုံးနိုင်ဘူးလို့ခံစားရတယ်ခင်ဗျာတဲ့တိရောက်ဖြစ်စေမဲ့နီလန်းရှိရင်ပြောပေးပါခင်ဗျာတဲ့အမှန်တော့လေကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကြောင့်ဖြစ်တာပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကကျောင်းသင်ခန်းစာအကုန်မှတ်မိတဲ့သူပေါ့နော်ကတ်တဲ့သူနားလဲတဲ့သူလို့ကျွန်မမပြောဘူးနော်ကျောင်းသင်ခန်းစာစာအုပ်တွေကစာအကုန်မှတ်မိတဲ့သူကလူတော်ဖြစ်တဲ့စနစ်ဖြစ်တဲ့ခါကြတော့ဒါကိုဘလောက်သိတယ်လဲဘလောက်နားလဲတယ်လဲဆိုတာကိုလောက်ခွင့်မရဘူးဒီမှာသင်တဲ့အရာတွေနဲ့ပတ်သက်လို့ဟလာစောရကတက်ဖို့လို့ပြန်စဉ်းစားဖို့လို့တခြားစာတွေကိုဖတ်ပြီးတော့မှပြန်ဆွေးနွေးခွင့်မရတဲ့အခါကြတော့ကျောင်းတက်ပြီးကြောင်းပြီးသွားရင်စာအုပ်မုန်းတဲ့စိတ်တွေဖြစ်သွားတာပေါ့နော်မကြည့်ချင်တော့မဖတ်ချင်တော့ဆိုတာဖြစ်သွားတာပေါ့နော်ပညာရေးစနစ်ကြောင့်ဖြစ်နေတာဒါကြောင့်မလို့တကယ်ကကျမတို့ရဲ့ပညာရေးစနစ်ကြီးကိုပြန်ပြင်မှပဲရမယ်ပေါ့နော်ဒါပေမဲ့ခုနပြောသလိုပဲတကယ်စာဖတ်ဖို့လို့လိုအပ်ချက်ကကိုယ့်ရဲ့ခုနမနှက်ဖန်ကိုဘလောက်ထိအကောင်းဆုံးပုံဖော်တတ်ချင်တယ်လဲပုံမှာမူတည်တယ်လို့ကျွန်မထင်တယ်တူငါကိုယ့်ရဲ့မနှက်ဖန်ဟာပတ်စံရှိရင်
အဆင်ပြေတယ်ကောင်းကောင်းနေရကောင်းကောင်းစားရရင်အဆင်ပြေတယ်လို့စဉ်းစားတဲ့သူတွေအတွက်တော့စားမတက်တောင်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်စားဖတ်ဖို့ဆိုလို့ရှိရင်တော့တကယ်စားဖတ်ခြင်းစိတ်ဆိုတာဒါနဲ့ပဲကျွန်မထင်တယ်အရေးကြီးတယ်ကိုဘဝအတွက်ကိုဒီအစုအဖွဲ့ပေါ့နော်ဘာသာတရားဖြစ်စေလူမျိုးဖြစ်စေတခြားသောအစုအဖွဲ့ပေါ့နော်ကိုစားပြုနေတဲ့အစုအဖွဲ့ပဲဖြစ်စေကိုနိုင်ငံပဲဖြစ်စေဒါအတွက်မနှက်ဖန်အရေးကြီးတယ်ဆိုရင်စာဖတ်မှရမယ်ဆိုတဲ့အသိရှိရင်တော့ကျွန်မထင်တယ်ဘယ်သူမှတားလို့မရတော့မဖတ်ပါနဲ့ဆိုရင်တော့ဖတ်မှာပဲနော်ဖတ်မှာပဲအလုပ်ဖြစ်တယ်ဆိုတာသိတဲ့အခါကျရင်ဖတ်သွားပါလိမ့်မယ်လို့နော်ထိရောက်တဲ့နီလန်ကတော့ပြောရတာကြွားကြတယ်ပေါ့နော်အဲ့တော့ဒီလောက်ပဲကျွန်မချုပ်ပြီးတော့ဖြည့်ချင်ပါတယ်နော်ကျေးဇူးပါမင်္ဂလာပါဆရာမကျွန်တော်တို့အတွက်ဖတ်တင်တယ်လို့ခံစားရတဲ့စာအုပ်၃အုပ်လောက်ကိုညွှန်ကြားပြောပြပေးစီချင်ပါတယ်ဝန်ခံရရင်တော့ကျွန်မအဲ့လို၃အုပ်တို့ဘာလို့ပြောလိုက်တော်တော်ကြွားကြတယ်ပေါ့နော်နောက်တော့လောက်ပါဗျာနောက်တော့နောက်တော့ဒါဆိုရင်တော့ဒီက organizer တွေကိုဖြစ်ရမယ်ပြန်မေးရမယ်သူတို့မှားထားတဲ့စာအုပ်ပဲပြောမှာဖြစ်တယ်ဆိုတော့ကျွန်မရဲ့ထောင်တွေ့ကြုံစာအုပ်ကိုတခုတော့ပြောပြချင်တာလေအထက်ပြန်လွတ်လာတဲ့လူငယ်လေးတယောက်ကတော့ဗာပြောလဲဆိုတော့ထောင်တိုင်းကတော့ကျမရဲ့ဒီစမ်းကြောင်းရင်းစိန်ဟာဘက်ပေါ့နော်ထောင်တွေ့ကြုံစာအုပ်ကိုပြီးမဖတ်ဘူး The band လုပ်တယ်ပေါ့နော်တချို့ထောင်နေမှာတော့ပြီးဖတ်တယ်ဆိုတော့သူတို့ကအထက်မှာဘာလုပ်ကြလဲဆိုတော့တဲ့ဒီလှုပ်ရှားမှုကြောင့်တော့ထောင်ကြလာတယ်ဒါပေမဲ့ဒီကိုရောက်လာတဲ့အချိန်မှာဒါပဲဖြစ်တော့တွေ့ကြုံဆိုးတဲ့ခါကျတော့ထပ်ပြီးတော့ရုန်းကန်မှုရင်ဆိုင်မှုပေါ့နော်ဒါတွေကိုတိတ်ပြီးတော့မလုပ်ချင်ကြတော့အဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်ပြီးဟေ့ဆိုလို့ရှိရင်ဒီစမ်းကြောင်းရင်းစိန်ဟာဘက်ကိုတချို့တောင်မရခိုးသွင်းထားတာပေါ့နော်တရားဝင်တော့ဖတ်လို့မရအောင်စာကြည့်တိုက်မှာတောင်စာကြည့်တိုက်မှာရှာလို့မရအောင်ဆိုခိုးသွင်းထားတဲ့စာအုပ်ကိုသူကလိုက်ပေးတယ်အဲ့လူငယ်တွေကိုပေါ့အဲ့ဒါဖတ်ပြီးလို့ရှိရင်တော့စိတ်ပါလာကြတယ်ပေါ့နော်ပြန်ပြီးတော့ဒီထောင်အာဏာပိုင်တွေကိုဘလို့ရင်ဆိုင်မယ်ဘာညာစိတ်ပါလာတော့အဲ့ဒါပြီးသွားရင်ကျမရဲ့နောက်တစ်အုပ်ကတော့ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ခြေလှမ်းတွေဟုတ်ရဲ့လားဆိုပြီးတော့ပေါ့နော်ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရစဉ်ကာလအတွင်းမှာဖြစ်တဲ့ရေးခဲ့တဲ့ဆောင်းပါးတွေတကယ်တမ်းကျတော့ Info Digest Channel မှာရေးခဲ့တဲ့ဆောင်းပါးတွေရတာမဟုတ်ဘူးဆောင်းပါးပဲအဲ့ဒီစာအုပ်ကိုသူတို့ကနောက်ဆက်တွဲထပ်ပေးတယ်ပေါ့နော်အဲ့စာအုပ်ဖတ်ပြီးွားလို့ရှိရင်တော့တဲ့ထောင်တွင်းလှုပ်ရှားမှုတွေကိုပါဝင်လို့ရသွားပြီပေါ့နော်လူငယ်တွေကပါကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောတယ်ဒီမုံရွာဘက်ကလူငယ်တချို့ကပြန်ပြောပြတာပေါ့နော်သူတို့ထောင်ထဲမှာဒီလိုနည်းနဲ့လုပ်ပါတယ်ဆိုတော့တခြားစာအုပ်တွေအများကြီးရှိပါတယ်ကိုနဲ့ကိုစိတ်ဝင်စားတဲ့ကိုသက်ဆိုင်နေထင်တဲ့စာအုပ်ဘယ်စာအုပ်ကိုမဆိုတော့ဖတ်စီခြင်းတယ်စာဖတ်များလာရင်လေစာဖတ်တယ်ဆိုတာကျမတို့စီမှာလေအခုအသက်ကြီးမှဖတ်ကြတာပေါ့နော်သူတို့စီဆိုရင်လူငယ်အလိုက်လေအသက်အရွယ်အလိုက်စာအုပ်တွေကရှိတဲ့ခါကျတော့ငငယ်လေးတွေကဖတ်လာရင်စာဖတ်နာလာတဲ့သူတယောက်ကဘယ်စာအုပ်ဖတ်ပါဘယ်စာအုပ်မဖတ်ပါနဲ့လို့သွားပြောစရာကိုမလိုတော့ဘူးသိလားဘယ်စာအုပ်ကတော့ဖတ်စရာကိုမလိုဘူးဆိုတာသိတယ်ပေါ့နော်အလွယ်သုံးချက်တွက်နီးနဲ့ပြောပါလို့ပြောရင်တော့ဘာမှတွေးစရာမလိုပဲနဲ့နားလည်ပြီးတော့ပေါ့နော်အစင်ပြေပြီးသွားတဲ့စာအုပ်ဆိုရင်တော့ကျမတို့မဖတ်စေချင်ဘူးပေါ့နော်ဘာထူးမှလဲပေါ့နော်အချိန်ပေးရတာပဲပေါ့နော်ကိုယ့် challenge လုပ်နိုင်တဲ့စာအုပ်မျိုးဆိုရင်တော့ဖတ်ပါဒါတော့ကျမပြောချင်တယ်ဘလို့နီးတဲ့စာအုပ်ရွေးမလဲဆိုရင်ကျမတော့အဲ့လိုမျိုးစဉ်းစားတယ်ပေါ့နော်နောက်အသက်အရွယ်ရလာတဲ့သူတွေအတွက်လည်းကျမတို့ရဲ့အုံနောက်ကဒီများစဉ်းစားနိုင်တော့မှဒီလိုတငယ်ပြန်တဲ့ Alzheimer တို့ဘာလို့မဖြစ်တာပေါ့နော်ဒါကြောင့်မလို့ဒီတွေက neuroscience တွေ neurophysician တွေကတိုက်တွန်းလေးရှိတယ်ဒီလိုအသက်ရွယ်ရောက်လာပြီဟဲ့ဆိုလို့ရှိရင်ကိုယ့်အုံနောက်ကိုများ challenge လုပ်မဲ့စာအုပ်တွေရွေးဖတ်ပါလို့ပြောတယ်ဒီဟာဖတ်ခြင်းကပေါ့နော်ဘာပဲဖြစ်ပေါ့နောက်ဆုံးစုံတောက်စာအုပ်ပဲဖြစ်ပေါ့နော်အဲ့လိုမှုကင်းလို့စုံတောက်တို့ပဲဖြစ် any စာအုပ်အပျော်ဘတ်တွေမပျော်ဘတ်တွေမဟုတ်ဘူးပေါ့နော်အဲ့လိုနဲ့မတိုင်းတာနဲ့ပေါ့ကိုယ့်အုံနောက်ကို
လာပြီးတော့ challenge လုပ်မဲ့စာအုပ်တွေကိုဖတ်ပါလို့ပြောရပါတယ်ဂျပန်မှာပညာသင်နေတဲ့အလုပ်လုပ်နေတဲ့လူငယ်တွေကြားမှာ survivor's guilt ကိုကတော့လွတ်မြောက်နေပေမဲ့ပြည်တွင်းကလူတွေအတွက်စိတ်မကောင်းဖြစ်ပြီးခံစားရတဲ့ဝေဒနာတွေရှိနေတတ်ပါတယ်။ဒါကိုဘလို့စိတ်ခွန်အားမျိုးနဲ့ကြော်ဖြတ်တင်မှာတလဲရှင်တဲ့။ကျမကမီစီမာမီဒီယာကသတင်းတောက်ခီရာပါ။ကိုယ်တိုင်လည်းပြည်တွင်းမှာထောင်ကျနေတဲ့အသည့်သတင်းတောက်တွေနေစမ်းမှာဒုက္ခရောက်နေတဲ့တငယ်ချင်းသတင်းတောက်တွေအတွက်အမြဲအားနာနေရပါတယ်။ဒီလိုလွတ်လပ်လုံခြုံတဲ့နိုင်ငံမှာနေပြီးသတင်းတွေဆက်ရေးနေနိုင်တယ်ပေမဲ့ပြည်တွင်းမှာဘောပင်တောင်မကင်နိုင်တော့တဲ့သတင်းတောက်တွေအတွက်စိတ်ထိခိုက်ရပါတယ်။ထောင်မကျခဲ့တာကိုပဲအပြစ်ရှိနေတယ်လို့ခံစားနေရတာမို့ဆီယမအနေနဲ့တခုခုပြောပြပေးစေချင်ပါတယ်။အဲ့ဒါအမှန်ပါပဲကျမတို့တော်တော်များများက survivor guilt ဖြစ်တယ်ပေါ့နော်။ကျမပြောလို့ရှိတယ်ပြည်ပရောက်တဲ့ဗမာတွေကwar နှစ်ခုမှနေတယ်ပေါ့နော် reality war နဲ့ virtual war ပေါ့နော်။အချိန်နေလဲအဲ့လိုပဲပေါ့နော်။ပြောင်းပြန်ဖြစ်နေတဲ့နေရာတွေမှာဆိုလို့ရှိရင်ကိုလက်ရှိရောက်နေတဲ့နိုင်ငံကအချိန်မှာနေပြီးတော့ညကြရင်မာပြီးအချိန်တိုင်းသတင်းတွေဖတ်မယ်သွားစကားပြောမယ်စသဖြင့်ပေါ့နော်ဒီ survival guilt ကတော့ကျွန်မကိုယ်တိုင်လည်းဖြစ်တယ်တကယ်တမ်းပြောရကြည့်ဆိုလေတော်တော်ဆိုးတဲ့ခံစားချက်ပါတကယ်တမ်းပြောရကြည့်ဆိုရင်အဲ့တော့မှန်တယ်ဒါတော့ကျွန်တော်တို့လွတ်မြောက်မှာဖြစ်မယ်ပေါ့နော်မလွတ်မြောက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့စိတ်ခံစားချက်ပြင်းပြမှုတွေကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာပေါ်မှာပါတက်ရောက်တယ်ပေါ့နော်စိတ်ထိခိုက်တဲ့သူတွေကကိုယ်ခန္ဓာလဲလာပြီးတော့ထိခိုက်တယ်အဲ့အတွက်ကြောင့်မလို့ကျမတို့ကနောက်ထပ်ရင်ဆိုင်စရာရှိတာတွေရင်မဆိုင်နိုင်ဘူးပေါ့နော်အဲ့တော့တဖြည်းဖြည်းလက်ခံနိုင်အောင်ကြိုးစားတာပေါ့အရင်ဆုံးလုပ်ရတာတော့လက်ခံနိုင်အောင်ကြိုးစားတာဒီလိုဖြစ်နေတဲ့အနေအထားပေါ့နော်ကိုကတော့လွတ်မြောက်နေတယ်သူတို့ကတော့ဒုက္ခရောက်နေတယ်ဒါဟာအရှိတရားပေါ့နော်ဒီပေါ်မှာဘာမှတ်ချက်မှဘာအဆုံးအဖြတ်မှမပေးပဲဒီအတိုင်းလက်ခံနိုင်အောင်ကျွန်မအရင်ဆုံးကြိုးစားတယ်ပေါ့နော်ဒါတော့ဘလို့မှပြောင်းလဲလို့မရတဲ့အမှန်တရားဖြစ်နေတယ်ပေါ့နော်ဒီဟာကိုတော့အရင်ဆုံးဒီအရှိတရားကိုလက်ခံလိုက်ပြီးတဲ့အခါကျတော့ပြန်စဉ်းစားတယ်ကိုယ့်ရဲ့တည်ရှိနေမှုဟာဟာလာသူတို့အတွက်ဘလောက်အကူအညီဖြစ်အောင်ဒီလက်ရှိဒီကနေ့အခြေအနေကိုအသုံးချမလဲဒါကိုတော့ဦးစားပေးပြီးစဉ်းစားရတယ်ပေါ့နော်အရာရာတော့ပြောင်းလဲနိုင်အောင်ကျွန်တော်တို့မတတ်နိုင်ဘူးပေါ့နော်ဘယ်မဆိုဒီ guilt နဲ့အကုန်လုံးဆုံးဖြတ်ပြီးတော့ဟာသူတို့ဒုက္ခရောက်လို့ငါလည်းငါဒုက္ခရောက်အောင်နေမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်တော့လေတကယ်တမ်းပြောရကြည့်ဆိုရင်အလုံးမဖြစ်ပါဘူးအဖြစ်လို့လဲဆိုတော့ကိုယ့်အကိုဒုက္ခရအောင်လုံးယူပြီးနေုံနဲ့လေသူတို့ဒုက္ခပြောင်းတော့မှာမဟုတ်တာဘူးဆိုတော့ဒါကြောင့်မလို့အရင်ဆုံးတော့လက်ခံနိုင်အောင်ကြိုးစားတယ်ဒုတိယကြိုးစားတာကတော့ကိုရှိတဲ့အနေအထားကနေပဲဟလာသူတို့အတွက်ဘာအကူအညီရမလဲဆိုတာပဲစဉ်းစားတယ်ပေါ့နော်ဒါကြောင့်ကျွန်မကအနာဂတ်ကိုပို့ပြီးတော့ detail တွက်ကြည့်ချင်တာပေါ့နော်ဒါကြောင့်မလို့ကျွန်မပြောလို့ရှိတာကကျွန်မရဲ့ပြောမှုဆိုမှုနဲ့ပတ်သက်ရင်ကျွန်မအင်မတန်ဂရုစိုက်တယ်ဆိုတာကသူတို့ကိုတိတ်ပြီးတော့အကောင်းပြောချင်လို့မဟုတ်ဘူးပေါ့နော်ဘာပဲပြောရေရှည်မှာကျမတို့ဘလို့နေခြင်းတလဲအဲ့အတွက်ကြောင့်မလို့ကျမတို့ guilt မဖြစ်ရအောင်ရှင်းပြောရရင်တော့ကိုယ့်ဟာကိုပြန်ပြီးတော့ဒီလိုမျိုးမဟုတ်တာတခုခုလုံးမိတယ်ဆိုတဲ့ခံစားချက်မျိုးပြန်မဖြစ်ရအောင်ခုချိန်မှာဘာမဟုတ်တာမှမလုပ်ချင်သူတို့ဆိုတဲ့ target မျိုးကိုမဟုတ်တော့ဘူးပေါ့နော်သူတို့ဘလို့ဖြစ်အောင်ကိုအစင်မပြေတဲ့သူတွေဘလို့ဖြစ်သွားအောင်ဆိုတဲ့ဟာမျိုးကိုလုံးဝထည့်သွင်းစဉ်းစားတာမလုပ်တော့ဘူးဟလာကိုချစ်ခင်တဲ့သူတွေကိုလည်းခုနပြောသလိုဘလို့သူတို့အတွက်ဘလောက်ဝမ်းနေပေးမယ်ဆိုတဲ့ဟာမျိုးလဲကျွန်မဦးစားမပေးဘူးပေါ့နော်လက်တွေ့အကြဆုံးကိုလှုပ်လိုက်တဲ့ဒီကနေ့လှုပ်လိုက်တဲ့အပြုအမူရဲ့တက်ရောက်မှုနဲ့ပတ်သက်ရင်ခုနကိုချစ်ခင်ရတဲ့သူတွေကိုပါပို့ပြီးတော့စိတ်ချလုံခြုံရတဲ့ပတ်ဝန်းကျင်တစ်ခုကိုလှုပ်ပေးနိုင်ဖို့အခုကတည်းကပြင်ဆင်မယ်ဆိုတဲ့ဟာပေါ့နော်ဒါကြောင့်ကျွန်မဒီကိစ္စကိုတအားကိုstress လုပ်ပြီးပြောတယ်ဘာဖြစ်လို့လဲဆိုတော့ခုချိန်မှာကျမတို့ကိုတိလက်ရောက်မလုံနိုင်ကြတဲ့အထူးသဖြင့်အပြင်ရောက်နေတဲ့သူတွေကကိုတိလက်ရောက်မလုံနိုင်ကြတဲ့အခါကျတော့အဲ့ဒီ survivor guilt တွေနဲ့ဘာဖြစ်လာလဲဆိုတော့ကိုမကြိုက်တဲ့သူတွေကိုထိုင်ဆဲတာလို့ပေါ့နော်ကိုကြိုက်တဲ့သူတွေကိုချစ်တဲ့သူတွေကိုကြတော့မျက်စိစုံမှိတ်ပြီးတော့
ဟိုဟာပြောလိုက်တာတို့ပေါ့နော်အဲ့လိုဟာမျိုးတွေဖြစ်လာတော့ဘာပဲပြောနောက်ဆုံးတော့မလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျမတို့ကိုယ်တိုင်ပြန်ပြီးတော့ဖန်တီးမိတယ်ပေါ့လေအဲ့လိုမဖြစ်ဖို့သိအရေးကြီးတယ်လို့ကျမမြင်လို့ပါနောင်အတွက်ပါစဉ်းစားပြီးတော့အခုကလေးကကျမတို့ရဲ့ကာယကံမှုဝစီကံမှုတွေကိုပြင်ဆင်နိုင်တယ်ဆိုရင်မနောကံကျမထည့်မပြောဘူးပေါ့နော်စိတ်ဆိုတာတော့တစ်ဖြစ်အတွင်းမှာကြိုက်တဲ့လောက်ဟိုမကောင်းလို့ရနေတာဆိုတော့နော်စိတ်ကိုထိန်းဖို့ဆိုတာအင်မတန်ခက်တယ်အဲ့တော့ကျမတို့ထိန်းလို့ရတဲ့ကာယကံနဲ့ဝစီကံကိုတော့တတ်နိုင်တဲ့လောက်ထိန်းပြီးတော့ပို့ပြီးတော့လုံခြုံနဲ့ပို့ပြီးတော့အဆင်ပြေတဲ့ပတ်ဝန်းကျင်ကိုသွားမယ်ဆိုတဲ့စိတ်လေးနဲ့ပဲဒီ guilt တွေကိုရင်ဆိုင်ဖို့လိုတယ်လို့တော့ထင်တယ်ဟိုမဖြစ်ပါနဲ့လို့တော့ပြောလို့မရဘူးကျမကိုယ်တိုင်လည်းရှိတယ်ကောင်းကောင်းလေးစားလိုက်ရရင်စိတ်ထဲမှာအဆင်မပြေဘူးကောင်းကောင်းလေးဖြတ်သန်းလိုက်ရရင်အဆင်မပြေဘူးအခုလဲတကယ်တမ်းပြောကြည့်ဆို guilt ဖြစ်တယ်ကျမရဲ့ဟာလာဟောပြောပဲရေးပေါ်ရေးပဲစာရေးဆရာကြီးဒီအခွင့်အရေးမရတဲ့အချိန်မှာကျမဒီအခွင့်အရေးဆက်ရနေတယ်ဆိုတဲ့ခါကျတော့မပြောဘူးဟိုအဆင်မပြေဘူးသို့တော့အရှိတရားကိုပဲလက်ခံလိုက်တော့မှပဲနေလို့နည်းနည်းရတယ်ပေါ့နော်လုံးဝကြီးတော့လွတ်မြောက်မသွားပါဘူး guilt ကနေလေအဲ့လိုတော့နားလေပါဆီယမမတူချူလူလူနဲ့အတူမြန်မာတမျိုးသားလုံးကအမှားစကားတစ်ခွန်းတော့ထားခဲ့စီခြင်းနဲ့ဆီယမရဲ့အန်ဇီယာဝင်ကဘာစာအုပ်ဒီအာနာသိမ့်မှုနဲ့ဆက်ဆက်နေတယ်လို့နိုင်ငံတကာဘုသူတရရနိုင်သည့်စာအုပ်ဖြစ်သည့်အတွက်အိမ်ရောက်လင်ပြစ်မထားပဲအချိန်ပေး၍ဖတ်စီခြင်းပါသည်ဒေါ်လာရေးအတွက်လည်းသွေးမအေးပဲပူပေါင်းလှုပ်ရှားစေခြင်းပါသည်တဲ့တမျိုးသားလုံးအမှားစကားပြောလောက်အောင်တော့မဟုတ်ဘူးတင်နေတော့ဒါပေမဲ့ဟိုလေဘယ်လိုခေါ်မလဲအားလုံးကိုတကယ်ပဲဟိုပြောပါဆိုရင်ကျမရင်ထဲကပြောချင်တဲ့စကားကတော့အဲ့ဒီစကားပဲလို့ထင်တယ်ကျမအောက်ကိုပြရစီမယ်ကျမတို့နိုင်ငံအတွက်အိမ်မက်ကတအားကြီးတယ်ကျမသိတယ်ကျမမသိခင်မှာဒီအိမ်မက်ကိုမြင်သွားဖို့အကြောင်းမရှိဘူးဒါအနာမသိငင်နဲ့ရသိတယ်ဘာဖြစ်လို့လဲဆိုတော့တအားကြီးတယ်တအားကြီးတော့ကိုကအသေးစိတ်မြင်ပြီးတော့အိမ်မက်မှတ်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဓာကြီးပြေးဖို့ဆိုတာကျမရဲ့အိမ်မက်ကြီးပြေးဖို့ဆိုတာအင်မတန်ဟိုလက်ပေါက်ကတ်တဲ့အချိန်ယူမယ်ပေါ့နော်လူအများကြီးရဲ့ပူပေါင်းဆောင်ရွက်မှုမှာမရရင်ဒီအိမ်မက်ကြီးကမဖြစ်ဘူးဆိုတာကျမသိတယ်အဲ့အတွက်ကြောင့်လဲကျမလူတိုင်းကိုအဲ့စကားပဲလိုက်ပြောတိုင်းအားကိုးပြစီကျမတို့နိုင်ငံရဲ့အင်မတန်ကြီးမားခမ်းနားတဲ့အိမ်မက်ကြီးကိုအတူတူပူပေါင်းပြီးတော့ contribute လုပ်ပေးကြပါအားကိုးပါတယ်ဆိုတဲ့စကားပဲတခါပြောပြစီနော်ミャンマーの人たちに対してですね何かメッセージをお願いしますということなんですが、先生からのご回答はそんな大層なことは、申し上げられないのですが、ただ一つ言葉を、私の心にある言葉をお伝えするとすればですね、皆さんに、頼りになりたいです。そういった、頼りになりたいっていうのはどういうことかっていうと私自身がですね、ミャンマーの、将来を描いている、夢っていうのはとても大きくて、とても具体的になりますので私が生きている間はその夢を、実現するのは、時間もかかることですしちょっと、自分がですね実際に見ることはできないっていうふうにも考えたりしています、そのような、とても大きくて、具体的な、夢をですね皆さんの力によって、ぜひ実現させていただきたいというふうに思っています。ဒီဇာန်တော့နောက်ဆုံးဖြစ်ပဲလုပ်လိုက်တော့မယ်เนาะအချိန်လည်းနေသွားလို့ဒီကနေ့ထိစစ်တပ်ထဲမှာဒီမိုကရေစီမရှိလို့တောင်းလဲမရပေးစရာမရှိဘူးဆိုရင်တဲ့မနေ့ကလွတ်လပ်မှုတရားမျှတမှုအတွက်ဘယ်လိုလုပ်သင့်လဲတဲ့သေချာလမ်းညွှန်ပေးပါခင်ဗျာတဲ့ဒီမိုကရေစီဒီကျင့်ရတဲ့အရာပါဒီမိုကရေစီနဲ့ဆက်ဆက်နေတာတော့လူရပိုင်ခွင့်ပေါ့နော်ကျမရပိုင်ခွင့်လို့ပြောတယ်အခွင့်အရေးလို့မပြောဘူးကျမတို့ကဗမာစကားမှာအခွင့်အရေးလို့ပြောရင်သူများကပေးမှရတဲ့အရာပေါ့နော်ရပိုင်ခွင့်ဆိုတာကျမတို့ရောက်ကိုရရမယ်အရာမွေးရပါရပိုင်ခွင့်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျမလူရပိုင်ခွင့်လို့ပဲသုံးတယ် human rights ကိုပေါ့နော်အဲ့တော့တကယ်ကျမတို့ခုနပြောတဲ့လွတ်လပ်လုံခြုံတဲ့အနာဂတ်ပေါ့နော်လွတ်လပ်လုံခြုံတဲ့မနှက်ဖန်အတွက်ဆိုလို့ရှိရင်တော့အဲ့ဒီလူရပိုင်ခွင့်ပါအချက်တွေအကုန်လုံးကို
လေးလေးစားစားကျင့်သုံးကြဖို့ပဲအရေးကြီးတယ်ပေါ့နော်ဥပဒေထဲမှာမြည်တို့ပင်စိုးစေကမူမကျင့်သုံးမှုဆိုလို့ရှိရင်ဒီမိုကရေစီဆိုတာမတည်မြဲနိုင်ဘူးခုနပြောသလိုပဲ structure မဟုတ်လို့ပါ culture ဖြစ်နေလို့နော်အခု US မှာဘာဖြစ်နေလဲဆိုတဲ့ဟာမျိုးပေါ့နော်နမူနာပြန်စဉ်းစားကြည့်သူတို့ structure အင်မတန်ကောင်းခဲ့တာပဲနော်လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်နဲ့ပတ်သက်ရင်အပေါ်ဆုံးအဆင့်မှာရေးထားတာเนาะသူတို့ရဲ့ဒီပညတ်လိုမျိုးဟလာဒီပရိညာဉ်10ချက်မှာထိတ်ဆုံးကနေလာတယ် structure ထဲမှာရှိတယ်ဒါပေမဲ့ culture အရာဒီနေ့မြင်လာတယ်ကျွန်မ democracy culture ပါ structure မဟုတ်ပါဘူးလို့ပြောတဲ့ဟာကိုကျွန်မအဲ့ဒါကိုဟိုမှာဘာလီက Ubud Literature Festival မှာကျွန်မပြောတော့နားထောင်တဲ့ audience တွေမှာUS က professor မျိုးသမီးတယောက်ပါတယ်။သူက media သင်နေတဲ့ professor ။သူကလာပြောတယ်ငါကျေးဇူးတင်လိုက်တာတဲ့။နေ့ကငါ quote လုပ်ပြီးတော့ငါပြောမှဖြစ်တော့မယ်တဲ့။နောင်ကြရင်ပေါ့နော်။သိမှန်တာပဲပေါ့နော်။ဆိုတော့ဒါပဲ။ကျွန်တော်တို့ကဒီလူရပိုင်ခွင့်တွေကိုလေးစားပြီးတော့ကျင့်သုံးဖို့ဆိုတာကကျွန်တော်တို့တယောက်ချင်းစီရဲ့တာဝန်ပဲ။ကျွန်တော်တို့အားလုံးကတကယ်ကျင့်မှဒါတွေကတကယ်ဖြစ်လာတာ။မကျင့်တဲ့ရွေးရခုနလို structure အရသူကသူပရိညာဉ်ပဲရေးထားစာရွက်တွေပေါ်မှာဥပဒေတွေပဲပြဋ္ဌာန်းတာမကျင့်သုံးမချင်းအသက်မဝင်အဲကြောင့်ဒီမိုကရေစီက culture လို့ပြောတာ culture မှာကျွန်တော်တို့ကဟလာမြန်မာဝတ်စုံဝတ်တယ်ဆိုတဲ့ယဉ်ကျေးမှုပေါ့နော်ဒီယဉ်ကျေးမှုကမြန်မာမှန်မြန်မာဝတ်စုံဝတ်တယ်ဆိုပြီးတော့ဥပဒေထုတ်အောင်ကျွန်တော်တို့မဝင်ရောကျွန်တော်တို့ကိုယ်တိုင်ကျင့်သုံးမှာ culture ဆိုတာဖြစ်တာမြန်မာမုံဟင်းကားစားတယ်ဟလာရခိုင်မုံဒီစားတယ်စသဖြင့်ပေါ့နော်လက်ဖက်တုပ်စားတယ်ဒါတွေကတပိုင်းနဲ့စာအုပ်ထဲမှာရှိလို့ရတာမဟုတ်ဘူးလေကျမတို့ကျင့်သုံးလို့ရလာတဲ့ culture တွေတနခါလိမ့်တဲ့ culture ကျမတို့တနခါဆက်မလိမ့်တော့ရင်အဲ့ culture မရှိတော့ဘူးဆိုတာမျိုးပဲဒီမိုကရေစီနဲ့ပတ်သက်ရင်လည်းဒါပဲပေါ့နော် culture ဖြစ်အောင်လို့ကျမတို့ကျင့်သုံးရတယ်ဘယ်သူလက်ထဲမှာမှမရှိဘူးကျမတို့လက်ထဲမှာရှိတာသူများစီကတောင်းရတာမဟုတ်ဘူးကျမတို့ကျင့်သုံးရမယ်ဒါကြောင့်လွတ်လပ်စွာရေးသားပြောဆိုထုတ်ဖော်ခွင့်ဆိုတဲ့ဟာမျိုးဒီတောင်းရတဲ့အရာမဟုတ်ကျမတို့ကိုယ်တိုင်ကဒါကိုလေးစားပြီးတော့ကျင့်သုံးမယ်ကိုကပြောရင်လွတ်လွတ်လပ်လပ်ပြောသလိုသူများလွတ်လပ်စွာတွေးခေါ်ထင်မြင်တဲ့ဟာတွေကိုလည်းလေးလေးစားစားလက်ခံနားထောင်ပါတယ်ဒီမိုကရေစီဒီအများအကြိုက်ပဲလိုက်ရတာမဟုတ်ဘူးလူနည်းစုကိုလေးစားရသေးတယ်အနည်းစုကပြောတဲ့အရာတွေကိုလည်းလေးစားပေးတယ်ဆိုတာဒီမိုကရေစီရဲ့အနှစ်သာရအများစုကပြောရင်ဖြစ်တာပဲငါအများစုပဲငါပြောတာဖြစ်ရမယ်ဆိုရင်အဲ့ဒါဒီမိုကရေစီမဟုတ်တော့ဘူးပေါ့ဆိုတော့ဒီမိုကရေစီတကယ်အသက်ဝင်ဖို့ဆိုတာကျွန်တော်တို့ဒါကြောင့်ဒီမိုကရေစီမှာတယောက်ချင်းစီရဲ့အခန်းကဏ္ဍသိအရေးကြီးတယ်လို့ပြောတာအာဏာရှင်စနစ်မှာအာဏာရှင်တယောက်တည်းကအရေးကြီးတယ်အာဏာရှင်ကဒီစပင်ပုံစံညဆိုရင်အကုန်ညရတာပဲဟဲ့လားဒီ uniform ဝတ်ရမယ်ဆိုအကုန်ဝတ်ရတာပဲဒီမိုကရေစီကအဲ့လိုမဟုတ်တော့ခုနပြောသလိုuniformity ကိုလိုချင်တာမဟုတ်ဘူး uniform ညီနေတာကိုလိုချင်တာမဟုတ်ဘူး democracy ဒီလူနည်းစုပဲဖြစ်ဖြစ်လူများစုပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်တွေးခေါ်ပြီးလွတ်လွတ်လပ်လပ်ပြောဆိုတာမှန်သမျှကိုလေးစားပေးရတာအဲ့ဒါကိုတကယ်ကျင့်သုံးမှ democracy ဆိုတာဖြစ်တာဒီယဉ်ကျေးမှုတွန်းကားတာဒါကြောင့်ကျွန်မပြောတာ democracy ယဉ်ကျေးမှုကကျွန်တော်တို့ကိုလွတ်လပ်အောင်ပဲပုံလုံခြုံအောင်တတ်နိုင်တယ်ငါယုံတာငါပြောလို့ဘယ်သူကလာဆဲတာမှခံရစရာမလိုဘယ်သူမှအိမ်တကားလာခောက်ပြီးဖမ်းသွားတာမှကြုံရစရာမလိုဘူးဆိုတဲ့စိတ်ချလုံခြုံမှုမျိုးဟာဒီမိုကရေစီကပဲတတ်နိုင်တာအာဏာရှင်မတတ်နိုင်အဲ့ဒီအပြင်ကိုအခုကျမတို့လူအဖွဲ့အစည်းအချင်းချင်းမှာရှိနေတဲ့ social media သုံးတာပဲဖြစ်ဖြစ်အပြင်မှာလူချင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်ခုနလိုကိုယုံနာကိုပြောလိုက်လို့သဘောထားမတူတဲ့သူတယောက်ယောက်ကနေမင်းကစရုံရင်ပြန်ပြီးတော့ဆက်ဆံမာတို့ဟလာတုံ့ပြန်မာတို့ကြုံစရာမလိုအောင်ဘယ်သူကတတ်နိုင်လဲအစိုးရတွေကတတ်နိုင်တယ်လို့ကျွန်မမထင်ဘူးကျွန်တော်တို့တတ်နိုင်တာအဲ့ဒါကိုကျွန်တော်တို့ဒီကနေ့ကျင့်သုံးရင်မနှက်ဖန်လုံးကြုံတာပဲပေါ့နော်ဒါလေးပဲပြောချင်ပါတယ်လို့အားလုံးတကယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဆီယာမရဲ့အဖို့တန်တွေ့ကြုံနေနဲ့စိတ်အားတက်ကြွတဲ့ဆီယာမရဲ့ဟောပြောချက်တွေအတွက်စာပေဟောပြောပွဲစီစဉ်ရေးအဖွဲ့ကိုစားဆီယာမအားထူးကျေးဇူးတင်ရှိရပါတယ်ရှင်ဆီယာမအားလက်ကုံတန်လေးများဖြင့်လေးစားစွာကိုကျေးဇူးတင်ပြပါတယ်ရှင်
改めまして先生の貴重なご経験と心を励ますご講演に対し主催者一同並びにご来場者の皆様を代表して心より感謝申し上げます。 โอเคပါဒီနေ့ဆရာမပြောတဲ့စကားလုံးတွေကနေပဲပေါ့နော်စာပေချစ်မြတ်လို့တဲ့လူငယ်တွေအတွက်မီလင်းတစ်စင်းလို့လမ်းညွှန်ပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်ရှင်โอเคပါကျမတို့မချမီအချိန်တွင်းမှာပေါ့နော်အခမ်းအနားကိုပိတ်သိမ်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခမ်းအနားမပိတ်သိမ်းခင်ပေါ့နော်ကြီးညာစရာလေးတွေရှိပါသေးရဲ့ကျမတို့ဒီကနေ့ဘူကင်းခါဆူတို့အလူငွေတွေထည့်ဝင်ထားတဲ့သူတွေအတွက်ကြောင့်မို့လို့အလူငွေအားကြတော့ကျမတို့ရန်9000နဲ့3598ရန်ရပါတယ်ပေါ့နော်အဲ့ဒီလူငွေတွေကိုကျမတို့ဒီကနေ့ပွဲအတွက်မဟုတ်ဘဲနဲ့ကျမတို့မြန်မာနိုင်ငံကနေပြီးတော့စေဘေးရှောင်အတွက်ကိုစီစဉ်သွားမှာဖြစ်ပါတယ်ကျမတို့ရဲ့မနေ့ကအတွက်ဒီကနေ့ဆိုတဲ့စာပေဟောပြောပွဲရဲ့ပိတ်မှာလဲတခါတည်း certificate တွေရောလက်ပုံတွေရောတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းတည်ပေးပါစေရှင်本日先生が分かち合ってくださった一つ一つの言葉が文学そしてミャンマーを愛する若い世代にとって道を照らす一筋の光となることを信じております。ここで本日行わせていただいた募金活動の会計報告をさせていただきます。会場の皆様よりお預かりいたしましたご支援、合計で93,598円のご支援をいただきました。こちら責任を持ってお預かりし、ミャンマーの国内避難民の支援のため当てさせていただきます。ご協力ありがとうございました。โอเคပါအဲ့ဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ကျမတို့ပေါ့နော်2026နှစ်လပိုင်းတရက်နေ့မှာစန်ဒေးမှာပေါ့နော်ကျမတို့ရဲ့အာနာလူယူခံခြင်း9နှစ်မြောက်တဲ့ပြတ်တော်လို့ကျမတို့ကိုတန်းတော်မူတာကနေပြီးတော့မီနာမီကိုတန်းတော်ပန်းချန်နေပြီးတော့ရှင်နာကာဝတန်ယုံတီကိုလမ်းလျှောက်ဆန္ဒပြပွဲလေးရှိတဲ့အတွက်ကြောင့်မို့လို့အကုန်လုံးတူတူပူးပေါင်းပါဝင်ပေးဖို့ရအတွက်လေလေးစားစွာပြေဖိတ်ခေါ်ပြစေရှင်အကုန်လုံးကိုလည်းတူတူပူးပေါင်းပါဝင်စေချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်来月の2月1日をもってクーデター発生から5年目を迎えます。2月1日には五反田駅前の五反田南公園より出発し、品川のミャンマー軍大使館まで抗議の歩行デモ活動も企画されております。ぜひ日本の皆様も来てミャンマーの方々と一緒にミャンマーの民主化のために声を合わせて力を発揮していただければと思います。ご参加お待ちしております。โอเคပါအဲ့ဆိုလို့ရှိရင်ကျမတို့နောက်တစ်ခုကပေါ့နော်အခုမြန်မာနိုင်ငံကနေပြီးတော့မြန်မာစစ်တပ်ကနေပြီးတော့ကျင်းပနေတဲ့အတူရောင်ရေးခောက်ပွဲရလက်ကိုပေါ့နော်ရလက်နဲ့အာဏာလွှဲပြောင်းခြင်းပေးမှုတရားဝင်မှုအတိမတ်မပြုတ်ပေးဖို့အတွက်ကြောင့်မလို့ကျမတို့ဒီမှာရှိနေတဲ့ဗိုလန်တီယာကနေပြီးတော့စိုက်လေးနေတဲ့ကောက်ခံနေပါတယ်ပြီးလို့ရှိရင်ကျမတို့ကြွားကုတ်လေးတွေလည်းညဝေပေးတာအတွက်ကြောင့်မလို့အကုန်လုံးတူတူပူပေါင်းပြီးတော့ဆက်ကျင်ဖို့အတွက်လည်းဖိတ်ခေါ်ပြစေရှင်အကုန်လုံးကြွားကုတ်လေးတွေလည်းပေါ့နော်တကယ်ချင်းတွေတစ်စိကိုမျှဝေပေးဖို့ရအတွက်လည်းတောင်းဆိုပေးပြစေရှင်ကိုကျေးဇူးများကြီးတင်ပါတယ်昨年の12月末から始まりましたミャンマーの総選挙に対しまして日本政府に対して積極的な介入を求める署名活動が在日ミャンマー人コミュニティが行っております。こちらの紙媒体での署名活動、そして QR コードを読み込んでいただいてのchange.org という署名活動のサイトを通じての署名活動を行っております。日本の皆様もぜひ多くのご協力をいただければ幸いです。โอเคပါဆမ်မပြောပါတယ်အစောနာမေကွန်လေးတွေမေးထားရတဲ့သူတွေထဲကပေါ့နော်မဲမပေါက်ပဲနဲ့မကြတဲ့မေကွန်လေးတွေရှိပါတယ်အဲ့ဒါကိုဆီယာမကနေပြီးတော့တည်တခြားလေးယူသွားပြီးတော့တည်တခြားလေးဖက်ပေးပါမယ်လို့ပြောပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပြီးရရှင်ကျမတို့ပေါ့နော်ဒီကနေ့စာပေဟောပြောပွဲပြီးတဲ့ခါကြလို့ရှင်အခုဆိုလို့ရှင်ဒီနေ့ဆိုလို့ရှင်ကျမတို့ဂျပန်ဘာသာပြန်လေးနဲ့နားထောင်လိုက်ရတာပေါ့နော်ကျင်းတဲ့သူရှိသလိုနည်းနည်းအားမရတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျမတို့24ရက်နေ့စံနေကြလို့ရှိရင်နောက်တစ်ပွဲတိုကျိုမှာစဉ်းထားပါသေးရဲ့ဒါပေမဲ့ဖောင်လေးရောပြည့်သွားတယ်လို့ပြောပါတယ်ဒါပေမဲ့အကုန်လုံးပဲလိုက်ကနေပြီးလဲတစ်စိနားထောင်ခွေးရမယ်လို့ယုံကြည်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲပါအဲ့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီကနေ့စာပေဟောပြောပွဲကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်အချိန်အင်အားရောလူအင်အားရောအဖက်ဖက်ကနေပြီးတော့ပါဝင်ကူညီပေးနေကြတဲ့ပွဲစီစဉ်ရေးပွဲများအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိရပါတယ်ရှင်။မအားလည်းတဲ့ကြားကနေပြီးတော့လည်းအချိန်ပေးပြီးတော့လာရောက်
ဝင်းရံနားထောင်ပေးကြတဲ့စာပေချစ်သူညီကိုမရမများအားလုံးကိုလည်းလေးစားစွာပဲအထူးကျေးဇူးတင်ရှိရပါတယ်ရှင်ဒီနေ့ပေါ့နော်ဒီကနေ့ဒီစာပေဟောပြောပွဲမှာရသွားတဲ့စာပေတွေးခေါ်တွေကိုနေ့စဉ်ဘဝထဲမှာအသုံးချနိုင်ပြီးတော့နောက်ထပ်စာပေတွေကိုလည်းမျက်စိမပြတ်နှလုံးသားမခွာချစ်မြတ်လို့နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့ယနေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်သောဆီယမမတိတာဆန်းချောင်းရဲ့စာပေဟောပြောပွဲကြီးအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်以上をもちまして松田三ちゃん先生による公開講演会終了とさせていただきます。本日ご多忙の中お時間を割いていただきました皆様、誠にありがとうございました。